ကဲအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ပြန်ကြနော်ရှင်းလိုက်ပါဦးအဲ့တော့ပြန်ကြကပြလိုက်ပါမယ်အရင်ဘက်ကလက်စာပေါ့နော်လက်စာဆိုတော့နှစ်ကွက်ပေါ့လေတစ်ကွက်တည်းထိုးရင်တော့914ပေါ့နော်နောက်တစ်ခွက်ပါထွေတော့154ပေါ့ဘာဖြစ်လို့လဲဆိုတော့၄နောက်ပိတ်နဲ့ပြန်ကြတစ်ထိပ်ကမရှိတော့ဘူးနားပြီဆိုရင်တော့မထိုးနဲ့ပေါ့ဗျာဒါတော့ကိုကြိုက်နေကိုဒီကနန်းကမတင်တော့ဘူးလုံနေကျွန်တော်လက်ဆန်ရှိလို့တင်လိုက်တာလက်ဆန်ကအရင်ဘက်ကကျွန်တော်ပြောခဲ့တယ်နော်အရင်ဘက်ကကျွန်တော်ဒီစိမ့်မီတို့ငပြာကြီးတို့ဇာလန်လေးရှင်းပြခဲ့တယ်နားလည်မှာပါအရင်ဘက်ကပြန်ကြည့်ရပါနော်ငပြာကြီးပြန်ကြနောက်ကိုစိမ့်မီတူးတက်တပင်ကျော်စိမ့်မီလိုက်တယ်ဆိုတဲ့ဇလန်းကိုအရင်ဘက်ကတင်ပေးခဲ့တာเนาะဒီငပြာကြီးပြန်ကြတာနဲ့သူ့အောက်ကိုလိုက်မဲ့ကဏ္ဍဒီတူးတက်တပင်ကျော်စိမ့်မီခေါ်တယ်ဆိုတဲ့ဇလန်းလေးကျွန်တော်ပြောပြခဲ့တာမှတ်မိကြမယ်ထင်ပါတယ်เนาะနီးနီးကက်ကက်လေးပဲဒါကျွန်တော်မကြတော့လို့နေအကိုထုံးကသူ့မမထဲမှာသူတုံးပါဗျာเนาะဘယ်နေရာရောက်မလဲတော့မသိမနေ့ကကျွန်တော်တို့ဖုန်းနဲ့ဆက်လိုက်တော့ညီကိုနေကကျွန်တော်လည်းအတွေးလိုက်နေလိုက်နေတာဗမာစီကျော်တွေဆွဲရင်အတွေးလိုက်နေဒီနေ့လည်းအတွေးလိုက်နေပါချဲကဒီ25ရက်ဆိုကျွန်တော်28ရက်နေ့မှာမမကနေပို့မယ်နော်25ဟာမနေ့ပြန်တပတ်ခါပဲရွေးချိန်ရတော့မှာအဲ့တော့ဟုတ်ပြီမနေ့ကတပတ်ကမမကနေပြီးတဲ့ရွေးမယ်ပေါ့ဗျာနော်28ရက်နေ့မှာကျွန်တော်မမကနေပို့မယ်ညဘက်ပို့မယ်နော်ဒါကကျွန်တော်မှာအင်တာနက်ခက်ခဲတွေအရန်ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မမကနေကိုချဲဖွင့်မဲ့2ရက်အလိုညဘက်မှာပို့ပေးတာညားပါတယ်နော်ကဲအဲ့တော့ကိုတို့လည်းအားတော့နားတယ်ကျွန်တော်လည်းလက်စာရှိနေရဆိုတော့ဒါလေးကျွန်တော်ထုတ်ပြလိုက်ပါနော်ထုတ်ပြလိုက်မှဆိုကိုသေးလည်းပြောပါတယ်အကိုကြီးတယ်ခင်ဗျအဲ့မှာအတုံညာလေးထောင်ပြီးကြားလို့ရအေးဟုတ်တယ်ညီလို့ကိုမြင်တယ်ဆိုတော့အရင်ဘက်ကလက်စာနဲ့ကျွန်တော်အရင်ဘက်ကဇာတ်လမ်းလေးထုတ်ပြလိုက်မယ်နော်ကိုသေးဘာလေးတင်လာတော့မသိကိုသေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှေ့မှာတင်လာတာရှိတယ်နောက်ပြီးကျွန်တော်ကအင်တာနက်လိုင်းနေရမရပါတော့เนาะအင်တာနက်လိုင်းနေရတော်တော်ဆိုးဆိုးဝါးဝါးဖြစ်ကိုနဲ့ဆိုင်ရင်ကိုထွန်းတို့ကနည်းနည်းတော်သေးတာပေါ့ဗျာအဲကြတော့ကိုသေးနဲ့အကိုထွန်းတို့ကအချိတ်ဆက်ရှိသေးတယ်ကိုနဲ့ကစကားမပြောဖြစ်တာကြာတာကိုအဲ့တော့ကိုသေးဘာကြီးတင်နေဆိုတော့လေကျွန်တော်မသိဘူးကိုသေးဘာကြီးပြောရဆိုတော့လေကျွန်တော်မသိဘူးမနေ့ကကိုသေးအကြောင်းလေးပြောဖြစ်တယ်ဆိုတော့ပြောဖြစ်တယ်ဆိုတော့မကောင်းကြောင်းပြောတာမဟုတ်ဘူးเนาะအကိုရေးလို့ကျွန်တော်တောင်းပခုမဲ့ကိုသေးတစ်ရှိလေးအောင်လိုက်လို့သူ့မမိုးပေးခြင်းတဲ့လူကငွေလွှဲပေးတဲ့ဟာလေးကိုတဲ့အကိုယူလိုက်လို့ပြောလို့ကျွန်တော်ယူထားတဲ့ဟာအဲ့ဒါထပြီးတော့ကြိုးကြောင်ကောင်းလေးထမှန်နေလို့အဲ့ဒါပြန်ပြောထားတာလေလို့အကိုမကြည့်ရသေးဘူးညီရေးတဲ့အကိုလည်းလိုင်းမကောင်းလို့တဲ့ကျွန်တော်တို့ကိုတဲ့တို့ယဉ်နီမှုအကိုထုံးတို့ယဉ်နီမှုတွေကဘယ်လိုပြောမလဲလိုင်းပေါ်မှာကြတော့တိတ်မတွဲပြတော့ဘူးပဲเนาะမတွဲပြတော့ဘူးကျွန်တော်လိုင်းမကောင်းတော့တာလေဒါပေမဲ့နောက်ွယ်မှာရင်းနှီးမှုတွေရှိတယ်ပေါ့ဗျာအဲ့ဒါလည်းအသိသေးချင်တာဘာလို့လဲဆိုတော့တချို့ကဟိုတနေ့ကပြောတယ်ဘယ်လိုထုံးဆိုတဲ့ကောင်လိုပဲအမြင်တွေစောင်းမှဆိုလို့နော်ဒီနေ့မှကျွန်တော်တစ်ခါထပ်ပြောအောင်မယ်ပေါ့နော်ကျွန်တော်ကအဲ့ဒီကြိုးကြောင်ကောင်တွေအတွက်ပါနော်ကျန်တဲ့သူတွေနည်းနည်းကျွန်တော်စကားတွေနည်းနည်းယဉ်သိသွားရင်လည်းသိခံပေါ့ဗျာအဲ့ဒီကြိုးကြောင်ကောင်တွေမင်းတို့ကောင်တွေသိဖို့ရတော့ကငါကသူများငွေကိုမတရားသဖြင့်နော်ဘယ်တော့မှလည်းမယူခဲ့သလိုဘယ်လိုပြောမလဲပြောရအများကြီးအတိတ်တွေပြန်သွားမှာเนาะအတိတ်တွေပြန်သွားမှာမထူးအောင်နည်းနည်းပြန်သွားလိုက်မှာဟော4တုံညာ4တုံကမမရရပြောပြမယ်ကျွန်တော်ကနောက်ပိုင်းမှာရော့ပရများရော့နေကလုတ်ခဲ့တယ်စောစောပိုင်းနေတုန်းကတော့ကိုယ်စေနာရှေ့ထားပြီးတော့အလုံးစေနာနဲ့အတူတင်ပေးခဲ့တယ်4တုံညာလေးအောင်နေပွဲမှာဒီဘက်နှစ်တုန်းကကျွန်တော်အောင်နေဗျာเนาะဒီဘက်နှစ်တင်မှာကျွန်တော်တို့ကစားတာတွေထားတော့အောင်ပါเนาะ4တုံညာလေးပွဲမှာကျွန်တော်မန်ပါအဲ့တော့9000ခက်9000ခက်မှာကချဲတစ်ဘက်ကို9000ပေါ့ဗျာအဲ့မှာကျွန်တော်စီကိုမန်ပါဝင်အပတ်စဉ်ဝင်တဲ့ဦးလေးတယောက်မှတ်ရဗျာတာချီလေးကကိုထေးတဲ့သူ့နာမည်သူမိတ်ဆက်ပေးတယ်အဲ့ဒီဦးလေးရရှိဒီမှာတော့ကသူမမဝင်ပြီးဒီဘက်မှာသူမဝင်ဘူးပေါ့နော်မဝင်ဘူးဒါပေမဲ့ကျွန်တော်ကကိုလူရောကိုဖောက်တယ်ဆိုပြီးတော့ကျွန်တော်ကမမကနဲ့ပို့ပေးလိုက်တယ်ပို့ပေးလိုက်တော့သူကလည်းအတိမတ်ပြူပါတယ်သူကလည်းအတိမတ်ပြူတယ်သူကငွေ9000လွှဲပေးတယ်အဲ့ဒီချိန်ကကာလ9000ကတန်မိုးရှိတယ်လीနော်နောက်ပြီးလူတိုင်းလည်းရှာလို့ပြလို့လွှဲတယ်ဗျာနော်အဲ့မှာသူကဖုံးဆက်ပြီးတော့ပြောတယ်ငွေလွှဲပေးတာရောက်လာဟုတ်ကဲ့ဦးလေးရောက်တယ်လို့ကျွန်တော်ဖုံးနဲ့လည်းပြန်ပြောလိုက်တယ်ကျွန်တော်ပေးတာကငွေလိုချင်လို့မဟုတ်ဘူးကိုလူပဲဒါကိုစီအားပေးနေကြကိုဖောက်တယ်ပဲဆိုပြီးကျွန်တော်အဲ့လိုအနေထားမျိုးနဲ့မန်ပါကနန်းလေးကိုသူဝင်းမဝင်းစေနာနဲ့ကျွန်တော်ပို့လိုက်တာအဲ့4တုံညာလေးဒူအိုးထဲမှာအောင်တဲ့နှစ်ပေါ့နော်သူကလည်းစေနာကိုသိမှတ်ပြုတဲ့အနေနဲ့လွှဲပြပါတယ်အဲ့ဒါအပြင်ဘာအထွန်းတက်လာလဲဆိုတော့ဘိုင်ဘာကနေပြီးတော့
ငွေရောက်လာမေးတာတွေပြန်မပြောလို့တဲ့ခါလဲနောက်မပို့နဲ့ဘာဖြစ်ညာဖြစ်နေကျွန်တော်ဒေါသထွက်သွားဟာဒီလူဘာတော့ဟာလို့သူဖုံးဆက်ပြောလို့လဲကိုကဟုတ်ကဲ့လေးရောက်တယ်လို့လဲကျွန်တော်ပြောထားတယ်အဲ့ဒါကိုသူကဘိုက်ဘာကနေစာရေးပြီးငွေလွှဲတာရောက်လာမေးတာကိုပြန်မပြောလို့ဘိုက်ဘာကနေလူကြီးဆိုတော့ပေါ့ဗျာဘယ်လိုပြောမလဲသူတို့အရေးတယူလို့မပြောလို့ဆိုတဲ့အနေအထားမျိုးနဲ့သူကအဲ့မှာစိတ်တူတယ်သူစိတ်တူကိုကလည်းစိတ်တူလေနော်ကိုကစီနာနဲ့ပို့ပေးတာငွေလိုရင်လို့ပို့တာလည်းမဟုတ်ဘူးအော်ဒါကုလူပဲသူဝင်တာသူမိုင်းသူဆင်မပြေလို့နေမှာပါညာကိုပို့လိုက်အဲ့မှာလေးစုံညာလေးတူအောင်တယ်အဲ့တော့လုံးဝကျွန်တော်အဲ့သူပြောကြတဲ့ကဒီချင်းမထုတ်ရင်ကြတဲ့ဘလော့လိုက်တာပဲဇလန်းနေအဲ့လိုကြီးအဲ့တော့တော်ပြီးလူတွေကိုငါစေနာမထားတော့စေနာမထားလို့ဆိုတာကရောပရမရောနေကပဲကောင်းတယ်နော်ကိုဖရီတင်တာတင်ပေးလိုက်မယ်ဒီလိုတခြားသောမန်မာနဲ့ပတ်သက်လို့ပေါ့နော်ဇလန်းနေရှုပ်မခံတော့ဘူးဆိုပြီးတော့ကျွန်တော်အဲ့မှာကတည်းကရောပရမရောနေကမန်မာဝင်မန်မာကနဲ့ရမယ်မန်မာမဝင်ရင်မန်မာကနဲ့မရဘူးဆိုပြီးကျွန်တော်အဲ့လိုလုပ်ခဲ့တာအများကြီးပဲပြောစရာအများကြီးရှိတယ်အိုးဒီဘက်တီတော့ကလည်းအဲ့လိုပဲကျွန်တော်စီမှာမန်မာဝင်နဲ့ကိုရီးယားဦးလေးကြီးမစင်ညာမှာဖုန်းလေးခေါ်ကိုကအလုံးလုံးလို့အဆင်မပြေအဲ့လိုပုံစံမျိုးတွေပေါ့နော်လူကြီးတွေကတော်တော်ကိုအဆင်မပြေဘူးလူကြီးတွေအကျင့်မပြေတာပေါ့နော်အာငါကြောင့်တည်ရင်ကိုတဲ့မေကြီးပါကြီးညာကြီးနဲ့အဲ့ဒီလူဆိုလို့ရှိရင်လည်းကျွန်တော်ကသူ့မန်မာကြီးငွေပြန်လွှဲပေးပြီးတော့မန်မာတွေကနေကျွန်တော်ထုတ်လိုက်တာအဲ့တော့မှတ်ထားပါတော့တချို့သူတွေကဟိုဆိုကြပါစို့အာယုံနောက်လာရင်ဘလော့တယ်လို့မန်မာတွေကထုတ်တယ်လို့ဆိုတာသူများဒီတိုင်းထုတ်ရင်ထုတ်မယ်ကျုပ်ကအဲ့လိုမဟုတ်ဘူးသူ့ငွေပြန်ပေးပြီးတော့ထုတ်လို့လိုက်တာသူညီမမြန်မာပြည်မှာသူ့ညီမရှိတယ်အဲ့သူ့ညီမငွေလန့်လွှဲပေးပြီးတော့မှထုတ်တယ်ကျွန်တော်ဘိုင်ဘန်မှာခုအဲ့အကြောင်းထည့်ပြောဖို့စီစဉ်မရှိလို့ကျွန်တော်ရှာချိန်မရလို့နော်ဒါကရိုးကြောင်ကောင်းနေမင်းတို့တိဖို့ရတော့ငါပြောပြတာနောက်ပြီးနီးနီးနားနားငါပြောမယ်နော်ကျွန်တော်တို့နီးနီးနားနားရှိလိမ့်မယ်ဘာရှိလဲဆိုတော့ဒီနှစ်မှာမန်မာဝင်ထားတဲ့ကိုနာမည်အလို့မရအောင်မနေ့ကပေါက်တီးလေးပါတော့အရှင်9နှစ်လားမသိပါဘူးသူမန်မာဝင်လာတယ်နော်သူမန်မာဝင်လာဆိုလိုချင်တာကဗျာမန်မာကြီးက9000ဟိုမုံမိုးပေးတာ9000ပေါ့သူအဲ့လိုမျိုးကျွန်တော်ကသူငွေလွှဲပြီးတော့ကျွန်တော်ကကိုယ့်စီကိုအဲ့လိုလာပြီးတော့မုံမိုးပေးတဲ့သူတွေလည်းကိုတာဝန်ကြည့်အောင်မန်မာကနဲ့ပို့တယ်သဘောပေါက်လားမသိဘူးเนาะအဲ့ကျန်တဲ့ကြိုးကြောင်ကောင်းနေမင်းတို့မှတ်ထားငါသူများပတ်စံအလကားမယူဘူးထိုက်တန်တဲ့เนาะဟိုဘယ်လိုပြောမလဲကိုဘက်ကဝန်ဆောင်မှုပြန်ပေးတယ်ပြောအောင်မယ်အဲ့ဒါလေးကတော့ရှိမယ်เนาะအဲ့ဒီကိုဖုန်းနံပါတ်တော့မပေါ်တော့ပါဘူးသူလဲကိုကျော်ထီနိုင်လားမသိဘူးကြည့်လိုက်အောင်ကျွန်တော်ကြည့်လိုက်အောင်ဆွဲကြည့်လိုက်အောင်เนาะကျွန်တော်ဒါကဒီမှာဆို line နေဒီမှာပုံတွေကအနီတွေမြင်လာမဟုတ်ဘလို့မှကျွန်တော်ပို့မရတာเนาะတော်တော်ခက်ခဲရှိတယ်ကြည့်လိုက်အောင်မယ်ဒီအကိုထင်တာပဲဗျ9000လွှဲခဲ့တယ်ဟုတ်ပြီသူကျွန်တော်ဒီနေ့မှာ9000ထပ်လွှဲတယ်ဟုတ်ပြီเนาะကျွန်တော်ပြောပြမယ်ဟိုရှေ့ရောက်လိုက်မယ်အဲ့ဒီကိုဟုတ်တယ်ဆိုတော့ကဲနှစ်ကုန်ထိဝင်မယ်ဗျာဒီလိုနော်ဒီမှာစကားလေးတွေပြောထားတာဟိုဘက်နှစ်ကစကားလေးတွေပြောထားခဲ့တယ်ဟာနော်မြင်ရမှာပါโอเคနှစ်ကုန်ထိဝင်မယ်ဗျာ MPD ဖုန်းနံပါတ် KB ရှိတယ်မလားထည့်ပေးခဲ့မယ်ဆိုပြီးသူပြောတော့ဒီမှာသူငွေလွှဲခဲ့တယ်နော်ငွေလွှဲခဲ့တော့ဒီမှာ9000ကနှစ်ကုန်ထိမမဝင်တာတဲ့ကြံ9000ကညံပူစော်ကပါတဲ့အရင်ဘက်ကနည်းနည်းရလိုက်လို့မြင်ပါပါနော်သူကအဲ့ဒီမနစ်ကနောက်ပိုင်းက9000ကမမဝင်တာ9000ကမုံမှုပေးတာသို့တော့ကျွန်တော်ကဒီဘက်နှစ်တိခဏနေဆက်ပြီးတော့ပို့ပေးတယ်ဘာလို့သူ9000ကိုကျွန်တော်အလကားမယူဆိုတဲ့သဘောပေါ့ဗျာကျွန်တော်ပြောပြမယ်နော်ဟိုသူနဲ့ကိုနဲ့ဘာမှမဖြစ်ဘူးနော်ဒါကကြိုးကြောင်ကောင်းနေတိဖို့ရအတွက်ကငါဒီသူများငွေကိုအလကားပဲတော့မှမယူဘူးငါသာကူညီခဲ့တာရှိတာနော်ဘယ်ရောက်သွားတော့ရှိပါတယ်ဟောဒီမှာအာစီးတဲ့ကျွန်တော်ဝယ်ထားတာအချိန်ပြည့်သွားပြီလားလို့တဲ့ပို့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တဲ့နော်အဲ့လိုမျိုးကျွန်တော်ကမဟုတ်ဘူးနော်အရင်နှစ်ကမုံမိုးပေးထားတဲ့အတွက်ကြောင့်မို့လို့နော်သူငွေလွှဲတော့ကတသိန်းလွှဲထားတာမို့လို့တကူကစေနာတကူကမြစ်တာဆိုလို့ထပ်ပြီးပို့ပေးနေတာအကိုရေးဆိုပြီးအဲ့ဒါသူဒီနှစ်ကို9000ထပ်လွှဲပြီးတော့မဝင်တယ်ပြောပြတာနော်ဒါကဲဒီဟာလေးပြောလို့ရှည်သွားလိမ့်မယ်အဲ့တော့ကြိုးကြောင်ကောင်းလေးသိဖို့ရအတွက်ဒါလေးတွေကထည့်ပြောတာဖြစ်တယ်နော်ရှေ့မှာလည်းပြောခဲ့ပြီးသားပါဟိုဘက်နှစ်ဒီမှာအကိုရာသာဘွားသူမကနမဟုတ်ဘဲနဲ့ဖရီကနတင်လိုက်တာ YouTube အောင်သွားလိုက်တော့မဟုတ်ပေးခြင်းနဲ့အမတယောက်ဖုန်းဆက်လာတယ်အကိုရာသာဘွားလာမေးတယ်ကျွန်တော်ဖုန်းနံပါတ်ကိုအတိများတာကိုပြီးတော့ဟာမဟုတ်ဘူးအမကြီးအကိုရာသာဘွားဖုန်းနံပါတ်ကျွန်တော်ညွှန်လိုက်တယ်အကိုရာသာဘွားကိုမဟုတ်2သိန်းပေးသွားတယ်ဟုတ်ပြီလားနော်အဲ့လိုမျိုးတွေအဲ့မှာအကိုရာသာဘွားမေးကြည့်ပါလားနော်အကိုရာသာဘွားရှိပါတယ်မသေးသေးပါဘူးနော်မေးကြည့်လိုက်ဟုတ်လားလို့မယ်ကိုထန်းလုံးပြာကြီးအဲ့လိုပြောနေဟုတ်လားဆိုမေးကြည့်လိုက်နော်ဟုတ်တယ်ညီလေးရေးတယ်အကိုစီ2သိန်းလွှဲပေးသွားတယ်အကိုတို့ခင်ဗျာသူများဆိုခင်ဗျာဖြောက်ပိုက်သွားပြီလို့နော်အဲ့ချဲလောကမှာနာမည်ကြီးလွဲသုံးမလုပ်ပြီးဖြောက်ပိုက်နေရလဲရှိတယ်ပေါ့နော်အဲ့လူလွဲမှာဆိုလို့ကိုတဲကနန်းလေးအောင်တော့ကိုတဲကိုဖြစ်စေချင်တာမနေရတော့ညီကိုနှစ်ယောက်ပြောပါတယ်အကိုထုံးနဲ့တကယ်တမ်းအကိုရေးလို့လူတယောက်ဟာကိုဟိုဘယ်လိုပြောမလဲကနန်းလေးအောင်လို့ပဲဖြစ်ဖြစ်နော်စေနာရှိလို့ငွေပေးဖို့ကမလွယ်ဘူးကိုပါလို့အရင်ဘက်တည်းကကျွန်တော်တင်တယ်ဗျာခွန်90ခွန်ခါနဲ့
တင်တာမြင်လို့ထိုးတဲ့သူတွေပေါက်တဲ့သူတွေရှိတယ်ဒါပေမဲ့ကိုယ်ကိုမုံမှုပေးတဲ့သူတော့မရှိဘူးမရှိတာကသူတို့မရှိရကောင်လားစိတ်ဆိုးလို့ပြောတာမဟုတ်ဘူးစိတ်လုံးဝလည်းမဆိုးဘူးသူတို့ရတာဝင်တာတယ်သို့တော့ငွေပေးဖို့မုံမိုးပေးဖို့ခဲရင်တဲ့အကြောင်းကိုပြောပြတာဘာလို့လဲဆိုတော့ကုန်စည်နှုန်းတွေအကုန်လုံးဈေးတက်နေတဲ့အချိန်မှာအဆင်မပြေမှုတွေများတဲ့အခါမှာငွေပေးဖို့လွယ်တဲ့ကိစ္စမဟုတ်ဘူးဒါကြောင့်မလို့ကိုသေးကနန်းအောင်တုံးလေးမှာကိုသေးကိုကမုံမိုးပေးရင်ယူသေးချင်တာကိုကအဲ့ဒါကိုစီရနာအဲ့ဒါညီကုန်းကပြောတယ်နော်အခုမယုံကြည်နေလို့ဒီကောင်တွေကသာဆရာသေးမြောက်ပြီးနေဟိုကောင်ခင်ဗျမျက်စိထိတော့မှာဒါညီလေးရတယ်ဟိုတနေ့မြိတ်ကြီးကြနေပြောတယ်တဲ့အေးအဲ့ဒါပဲလို့အကောင်ထိတော့မှာနော်ကိုသေးလဲဒီဖိုင်လေးကြည့်ရင်ဟိုကိုကမပြောပြပါဘူးနော်ကိုသေးနဲ့က line ပေါ်ကမစုံပြတော့မပြောပြဘူးလေအဲ့တော့ဟိုရှိမှလဲကိုသေးတို့ကိုတို့ရဲ့ငွေရေးကြီးဟိုပတ်သက်မှုရှိတယ်ဆိုတာလေးတွေဟိုတနေ့ကဖွင့်ပြပြီးပြီနော်ဒါတွေပြန်ပြောပြရမလားအများကြီးပဲနော်ဖွင့်ပြရင်အကိုပဲခဏနေပို့ပေးလိုက်တော့ကိုကကျွန်တော်ကြီးကိုဘာမှမပို့လာဘူးဖုန်းပေးသမားဒါကိုသေးတို့ကျွန်တော်တို့ရဲ့ဟိုရှိမှာနော်ဟိုအပြန်လာဟုတ်ကဲ့ကိုကျွန်တော်ခြာကြည့်လိုက်အောင် Messenger ဟိုဖုန်းနဲ့မှပြောနေလားမသိဘူးကဲထားတော့ဒါတွေဟိုတနေ့ကလည်းဖွင့်ပြပြီးဆိုတော့ဟိုဖိုင်ရှည်သွားလိမ့်မယ်နော်ကျွန်တော်တို့ဒီမှာအတန်ဖိုင်ရောဘာရောဒါဟိုဘက်နှစ်တုံးကနှစ်ကုန်ကန်နီးတုံးကနော်ဘလောက်ထက်ရောက်တယ်ဘလောက်ထက်ရောက်တယ်တခါငွေတွေဘာတွေဟိုလွှဲတဲ့လူကအလွှဲမလို့ကိုကပြန်လွှဲပေးရတယ်ဆိုတဲ့အကြောင်းတွေနော်အဲ့ဒါတွေဟိုတနေ့လေးကျွန်တော်ဖွင့်ပြပြီးတာ record တွေမှာရှိတယ်ပေါ့နော်ပြအောင်မယ်ဒါကြော်လိုက်မယ်နော်ငွေရဟိုကလွှဲတီးကလွှဲဟိုကလွှဲတီးကလည်းဆိုလိုချင်တာကကိုတဲကဒါလေးပါလိမ့်ပါလေဒီတယောက်ကအခုမှလွယ်တာအဲ့ဒါကျွန်တော်လူပဲသိတယ်သူကကိုကလူလွဲမှာဆိုလို့နော်ကိုကလူလွဲမှာဆိုလို့အဲ့မှာ9000လွှဲမိလို့တော့မှကိုကပြန်ပြီးတော့လွှဲပေးရတဲ့အကြောင်းတော့ရှိသေးတယ်ကြော်လိုက်မယ်ဆိုတော့အဲ့မှာကိုတဲစီကို9000လွှဲတဲ့သူက9000တွားပြီးတော့လွှဲလိုက်တော့အကိုကြီးတဲ့အဲ့ဒါလူငွေလွှဲတာလွှဲသွားလို့တဲ့ပြန်လွှဲပေးလိုက်အောင်အေးလို့ဆိုပြီးတော့ရှိပါတယ်ဖယ်ရောက်တော့ပါလေကျွန်တော်ကြော်လိုက်မယ်ဟုတ်သေးပါဟိုပါသွားပြီထင်တယ်ရှိတယ်ကျွန်တော်ကြော်သွားရထင်တယ်ကဲကြာသွားပါလိမ့်မယ်ဗျာနော်တွေ့ပြီဒီမှာအဲ့လူကပတ်စံ9000ဖြစ်သွားလို့တဲ့ကိုအဲ့ဒါပြန်လွှဲပေးလိုက်ပါဦးကဲဒါကဟိုဘက်နှစ်မကုန်ခင်ဒီဇင်ဘာနော်ဟိုဘက်နှစ်မကုန်ခင်မှာငွေကြီးချိတ်ဆက်လေးတွေကိုတဲသူငွေလိုတဲ့အခါမှာသူကဏ္ဍလေးတွေကိုအကြိုက်ဆုံးကဏ္ဍလေးတွေထုတ်ပြီးတော့စေနာကြီးနဲ့လာယူလဲလို့ပြောတဲ့အခါမှာလာယူတဲ့သူတွေဟုတ်ပြီလားနော်အဲ့ဒါကိုတဲကသူ့ဆရာတွေတို့ငွေလိုတာမျိုးသူအသုံးလိုတာမျိုးဆိုအဲ့လိုလောက်တာလေးတွေရှိတယ်အဲ့ဒါတွေကိုလည်းအထင်လွဲပြီးတယ်သူကစေနာဆရာမဟုတ်ပါဘူးဗျာသူငွေပေးမှရတာပါဆိုတဲ့သူတွေလည်းရှိသေးနော်ကဲအဲ့ဒါပြောလို့မပြီးနိုင်တော့ဘူးကျွန်တော်တို့စိတ်မိတို့ငပြားကြီးတို့ဇလန်းပြောတော့မယ်နော်ကဲဒါတော့ဆိုရပြီနော်ငါလူတို့နားလေကြပြီထင်ပါတယ်ကိုလူတွေကတော့နားလေပါတယ်ကြိုးရောင်ကောင်တွေကလိုက်ပြီးဖောက်ထုဖို့ပဲနော်ရှိတာဆိုတော့ကျွန်တော်တို့ကိုသေးတို့ကိုထွန်းတို့ဆက်ဆံရေးကတုံတန်ကြတော့ဘယ်လိုပြောမလဲတိတ်မတိကြဘူးပေါ့နော်လူရင်းအနှစ်ချုပ်ပြောရင်တော့ကိုထွန်းကလည်းကျွန်တော်ကိုချစ်တာပဲသူကနန်းအောင်ရင်မုံမှုပေးခြင်းနဲ့ကိုသေးကလည်းထုံကြီး၎င်းပဲနော်ကိုအကိုဆရာဆိုပြီးတော့သူသုံးတဲ့အတုံးလုံးလေးကျွန်တော်ပြောပါတယ်ဟိုတနေ့ကထပ်ပြအောင်မယ်နော်ကြိုးကြောင်ကောင်းနေမင်းတို့မြင်အောင်ကြည့်ထားဟို record နဲ့ဒါနဲ့ကမတူလို့ပေါ့နော် record ကလူကြီးနဲတယ်ဒီဗီဒီယိုဖိုင်ကြတော့လူကြီးများတယ်တော့ကျွန်တော်ကဒီမှာကဏ္ဍတွေကပို့ထားပြီဆိုတော့ကြော်လိုက်တော့မယ်ကဏ္ဍအောင်တော့ကိုသေးဘာပြောထားလဲကိုသေးသုံးတဲ့အတုံးလုံးလေးထပ်ပြောပြမယ်နော်ထပ်ပြအောင်မယ်ကျွန်တော်ကဒီမှာအကိုဒီမှာကိုသေးကတစ်လေးထွက်သွားပြီဗျာထွက်သွားလိုက်တော့ဟာကိုက8နှစ်ပါတာဟုတ်ဒါကိုသေးပုံကျွန်တော်ဒီဖုန်းကကြည့်လို့မရနော်အခုတပည့်အောင်တဲ့အကိုတဲ့ဒါသူ့ပုံလေးပြတာသူ့ရဲ့ကက်ကလေးပြပြီအေးဟုတ်လားလို့ဒီမှာငါလည်းမသိဘူးပေါ့နော်ဘိုင်ရွာနေကန်းနေလာတောင်းနေလို့ငါတောင်ပြောလွတ်လိုက်ရသေးတယ်ဒီပတ်ညမှာထူးထူးခြားခြားပြောရတာဘိုင်ရွာမြင်လားနော်ကိုသေးတုံးနဲ့အတုံးလုံးကြီးလားအခုတပည့်အောင်တဲ့အကိုတဲ့ဟုတ်ပြီလားအဲ့တော့ဒီလောက်ဆိုရပြီကဲကျွန်တော်တို့ငပြာကြီးတို့စိတ်ပြီးတော့ဇာလန်သွားမယ်ကဲဒီလောက်ဆိုနားလေပြီနော်ဟာဒီပိုင်း14မိနစ်တောင်ရှိသွားဟုတ်ပြီငပြာကြီးတို့စိတ်ပြီးတော့ဇာလန်ကကျွန်တော်ပြောခဲ့တယ်ဘာတွေပြောခဲ့တယ်လဲအခုအကိုသေးတို့အခုဦးနိုင်တို့ကျွန်တော်တို့ကိုပဲနမူနာထားပြီးတော့ကျွန်တော်ရှင်းပြခဲ့တယ်ပြောပြခဲ့တယ်နော်နားလေမလားမသိဘူး649ဆိုတော့ထွန်းလင်းဖြာလို့သဘောထားလိုက်ဟိုတနေ့ကဟိုအရင်ဘက်ကကျွန်တော်ရှင်းပြတယ်အဲ့တော့ထွန်းလင်းဖြာရှိတယ်
နော်649နဲ့တွဲခဲ့တာက164ရှိတယ်အဲ့ဒါအကိုထွန်းလို့မှတ်လိုက်639နေပါလိကြော်ဖဲလိုက်တော့နော်အဲ့တော့649ကိုထွန်းလင်းပြလို့မှတ်လိုက်ပါဝါနဲ့ခတ်ထွိုင်းပေါ့ဗျာသူ့အောက်မှာ164ဖရိန်ရှိတယ်အဲ့ဒါအကိုထွန်းလို့မှတ်လိုက်ဟုတ်ပြီနော်နာမည်တွေပေးလိုက်တာအဲ့တော့649R ထွန်းလင်းပြလို့မှတ်လိုက်သူ့အောက်ကိုသွားလိုက်ရင်ကျွန်တော်164ဖရိန်ရှိတယ်အကိုထွန်းလို့မှတ်လိုက်ဥမမောင်ထွန်းပေါ့ဟုတ်ပြီနော်ဒီခြားထဲမှာကျွန်တော်306ကွန်ပါညာရှိတယ်ဖဲလိုက်အဲ့မှာမှတ်မှာဂျားပြန်မှတ်မှာ486ကိုဇောင်းတက်တာမှတ်လိုက်486ဇောင်းတက်တာမှတ်လိုက်အဲ့လေးမှတ်ခဲ့လိုက်ရပြီနော်အဲ့ဒါလေးကိုစိတ်ထဲမှတ်ခဲ့လိုက်ကောင်းပြီထွန်းလင်းပြ649ရှိတယ် R ရှိတယ်အကိုထွန်း164ရှိတယ်ဟုတ်ပြီထွန်းလင်းပြ649 R ရှိတယ်အကိုထွန်း164 R ရှိတယ်အဲ့တော့သဘောတရားကအရင်ဘက်ကပြောပြီးသားဆိုကြော်ခွပြောလိုက်တော့မယ်ထွန်းလင်းပြကြီးကအကိုထွန်းနဲ့တိုက်ရိုက်ခင်းနေတဲ့အခါနော်အကိုထွန်းကြီးကျွန်တော်ထိုင်းကိုသွားမလို့ဗျာထိုင်းမှာကျွန်တော်သွားတဲ့အခါမှာအေးစီနားလို့ရမယ်နေရာလေးမရှိဘူးလားဆိုပြီးအကိုထွန်းမေးလိုက်တယ်အဲ့တော့အကိုထွန်း164လေးကဘယ်သွားနောက်တစ်နှစ်ကျော်သွားတယ်နောက်တစ်နှစ်ကျော်မှာသူ့တငယ်ချင်းဦးနိုင်ရှိတယ်1ခုကဦးနိုင်လို့မှတ်လိုက်ဟုတ်ပြီနော်ဦးနိုင်ရှိတယ်အဲ့တော့အကိုထွန်းကဦးနိုင်ကိုမေးတယ်ဦးနိုင်ကြီးကျွန်တော်ညီထွန်းလင်းဖြာကြီးထိုင်းသွားတယ်ထိုင်းအလဲသွားမလို့ပေါ့နော်အကြောင်းကိစ္စနဲ့အလဲသွားမယ့်အခါမှာဦးနိုင်အချိတ်ဆက်ထိုင်းမှာမိတ်ဆွေမရှိဘူးလားသူအေးစစ်စစ်ချဲလေးပါလေးကြည့်လို့ရောက်လို့ပေါ့ဗျာနော်နားနေကျင်တဲ့နေရာလေးပေါ့ဟုတ်ပြီနော်ဒါဆိုရင်အကိုထွန်းနောက်တစ်နှစ်ကျော်သွားပြီတစ်ခုကဦးနိုင်လို့မှတ်လိုက်နော်ရပြီနော်ဦးနိုင်ကိုမေးပြီဦးနိုင်နဲ့အကိုထွန်းနဲ့တငယ်ချင်းတွေဟုတ်ပြီနော်ဒါဆိုဒီမှာလည်းအဲ့လိုပဲကဲထွန်းလင်းဖြာကြီးအကိုထွန်းလှမ်းပြောလိုက်တယ်အကိုထွန်းကြီးကျွန်တော်ထိုင်းသွားမလို့ထိုင်းကိုသွားတဲ့ကိစ္စရှိလို့ထိုင်းမှာအေးစစ်နားနေမယ့်နေရာမရှိဘူးလားအဲ့တော့အကိုထွန်းကနောက်တစ်နှစ်ကျော်မှာဘယ်သူနဲ့ညှိတော့ဆိုဦးနိုင်နဲ့ထိုင်းရိုက်သူတို့ကတငယ်ချင်းတွေပတ်သက်နေတော့အဲ့အကိုထွန်းကဦးနိုင်ကိုမေးလိုက်တယ်ဦးနိုင်ကြီးကျွန်တော်ညီထွန်းလင်းဖြာကြီးကထိုင်းသွားတယ်ရှိလို့ဗျာခင်ဗျမိတ်ဆွေမရှိဘူးလားထိုင်းမှာနားနေစရာအဲ့တော့ဦးနိုင်ကနောက်နှစ်ကိုထပ်သွားတယ်ဦးနိုင်နောက်နှစ်ဒီမှာရောက်ပြီနော်ဦးနိုင်ကဒီ105ဆိုတဲ့ဦးနိုင်နောက်နှစ်ကိုထပ်သွားတယ်နော်နောက်နှစ်တော့ဘယ်ကိုရောက်ခဲ့လဲဆိုတော့သူကကိုသေးနဲ့ချိတ်ခဲ့တယ်ဒီမှာကျွန်တော်ကိုသေး3996ဆိုကိုသေးရှိတယ်ရပြီနော်အဲ့ဒီမလဲနဲ့နော်အဲ့ဒီ105ဆိုတဲ့ပန်းရောင်ဦးနိုင်ကနောက်နှစ်ကိုသွားခဲ့တယ်သူဒီ3996နဲ့သွားပြီးတော့ချိတ်ခဲ့တော့အဲ့ဒီ3996ကိုကိုသေးလို့မျက်လုံးနဲ့မြင်လိုက်ရပြီလားနော်ထွန်းလင်းပြအကိုထွန်းမေးတယ်အကိုထွန်းကနောက်တစ်နှစ်ကျော်သွားတယ်ဦးနိုင်ကိုမေးတယ်ဦးနိုင်ကနောက်နှစ်ကိုသွားတယ်ဘယ်သူနဲ့သူကအချိတ်ဆက်ရှိတယ်ကိုသေးနဲ့ရှိတယ်ဟာကိုသေးနော်မင်းဦးဆရာအကိုထွန်းရဲ့တငယ်ချင်းကိုထွန်းလင်းဖြာကြီးလာမယ်ပြောတယ်ကွာထိုင်းကိုအဲ့တော့မင်းအလုပ်လုပ်တဲ့ထိုင်းမှာမင်းသူ့အတွက်အေးစစ်စစ်နားနေကြတယ်မရှိဘူးလားဒီသဘောတရားမေးလိုက်ပြီပေါ့နော်ဟုတ်ပြီနော်ဒီမှာလည်းအဲ့လိုပဲပေါ့နော်ကဲထွန်းလင်းဖြာတို့ဒီမှာကျွန်တော်တို့အကိုထွန်းကဦးနိုင်ကိုမေးပြီဦးနိုင်ကနောက်နှစ်ကိုသွားပြီးတော့ဦးနိုင်ကကိုသေးလှမ်းမေးလိုက်ပြီအဲ့တော့ကိုသေးကဘယ်ကလာတော့သူ့ရှေ့နှစ်မှာကိုသေးကဟာရှိတယ်ဦးနိုင်လိမ်မော်ချန်ရှိတယ်ကျွန်တော်အလုပ်လုပ်နေတဲ့လိမ်မော်ချန်ရှိတယ်ရပြီနော်ဒီ369ဆိုတဲ့ကိုသေးကသူ့ရှင်းနေကလာတာသဘောပေါက်လားဒီမှာလည်းအလိုပဲဒီ9ခွင့်ရအောက်ကဒီ369ဆိုတဲ့ကောင်ကသူ့ရှင်းနေကလာတာဟာဦးနိုင်ရှိတယ်ကျွန်တော်လိမ်မော်ချန်ရှိတယ်ကျွန်တော်အလုပ်လုပ်နေတဲ့လိမ်မော်ချန်ရှိတယ်ဦးနိုင်တူမှာစိမ့်မီအလုပ်လုပ်တောင်သွားခဲ့သေးတယ်ဦးနိုင်တူမှာစိမ့်မီတောင်မှာအလုပ်လုပ်တဲ့ခါမှာနေသွားခဲ့သေးတယ်သဘောပေါက်လားနော်ဒါကျွန်တော်အရင်ဘက်ကရှင်းပြီးသားမလို့နော်နားလေတယ်မလားဒီ1ခွင့်ကနောက်နေ့ကိုထွက်ခဲ့တာနော်ဆိုလိုချင်တဲ့ဒီနေရာမှာ396ကသူ့ရှင်းနေကလာခဲ့တယ်လို့ငါ1ခွင့်ကလည်းသူ့ရှင်းနေကလာခဲ့တာအတိတ်ပဲကလေအဲ့တော့396ကငါလည်းရှင်းနှစ်ကလာတဲ့ကဏ္ဍဖြစ်တယ်လို့နင်လည်းရှင်းနှစ်ကလာတဲ့ကဏ္ဍပေါ့ဗျာအဲ့တော့နာမည်တွေပေးလိုက်လို့ရှင်ဒါကဦးနိုင်ဒါကကိုသေးလို့နာမည်ပေးလိုက်တာသဘောပေါက်ပြီနော်ဒါကျွန်တော်တို့လူတွေအပြန်အလှန်အချိတ်ဆက်ဆက်သွဲပြီးတော့နေကြတဲ့အခင်းချင်းနဲ့နမူနာဇလန်းလေးလိုလုပ်ပြလိုက်တာနားလည်မထင်ပါနဲ့နော်ဒီမှာလည်းအဲ့လိုပဲအတိတ်ပဲကတော့ဒီ396ဒီသူ့ရှင်းနှစ်ကလာတဲ့ကဏ္ဍဖြစ်တယ်လို့ဒီအစိမ်းရောင်ခွန်တင်ကသူ့ရှင်းနှစ်ကလာတဲ့ကဏ္ဍပဲနော်အဲ့တော့ကျွန်တော်နာမည်ပေးလိုက်တာဦးနိုင်တို့ကိုသေးတို့ပေါ့ရပြီနော်အဲ့တော့ဟုတ်ပြီအဲ့ဒါဆိုကိုသေးရလဲဟာရှိတယ်ဦးနိုင်ရေကျွန်တော်အလုပ်လုပ်တဲ့လိမ်မော်ချန်ရှိတယ်အဲ့လိမ်မော်ချန်မှာဦးနိုင်တူမှာစိမ့်မီတော့အလုပ်လုပ်သွားသေးတာသဘောပေါက်ပြီနော်ဒါအရင်ဘက်ကရှင်းပြီးသားမလို့အဲ့ဒါဆိုအဲ့ဒီစိမ့်မီကဘယ်သွားတော့ဆိုအဲ့ဒီဦးနိုင်တူမှာစိမ့်မီလို့ဘာဖြစ်လို့ပြောတယ်လဲဆိုတော့အဲ့ဒီပန်းရောင်105ဆိုတဲ့ဦးနိုင်နောက်နှစ်ကိုထွက်ခဲ့တဲ့105ဆိုတဲ့ဦးနိုင်ကပြေးပြီဆိုတော့ဟိုရင်းပြောသူကတဲပြစ်လိုက်ပြီးဖက်ဒီရောက်သွားခဲ့တာနှစ်တည်းရေးမပြတော့ဒီရောက်သွားခဲ့တာရောက်သွားကြတော့သူဒီကျွန်တော်တို့ဟိုဘက်စာမျက်နှာလေးပြမယ်နော်ကဲဒီမှာဆေးရောက်မပါဘူးနော်အဒီဦးနိုင်ဘယ်တဲပြစ်လိုက်တော့ဒီရောက်သွားခဲ့တာဦးနိုင်ဒီမှာနှစ်တည်းရေးမပြတော့သူဘယ်နေရာရောက်တော့ဆိုတော့ကျွန်တော်ဒီဘက်မှာ413အာနဲ့434ထောင်နဲ့စီကျော်ကိုတဲပြစ်ရောက်ခဲ့တာဆိုလို့ကျွန်တော်ဒီမှာဟိုခင်ခဲ့တဲ့အကိုထုံးနဲ့ခင်ခဲ့တဲ့ဦးနိုင်ကိုသေးနဲ့ခင်ခဲ့တဲ့ဦးနိုင်ဒီသူ့မုံရွာကိုသွားပြီမုံရွာရောက်သွားပြီဗျာအကင်ဦးနိုင်မုံရွာကိုမုံရွာရောက်ပြီမုံရွာမှာသူက413တို့နဲ့434ထောင်နဲ့413တို့နဲ့သူကမုံရွာကိုရောက်သွားပြီရောက်ပြီးတော့သူကမုံရွာမှာသူ့လက်ဖက်ရည်ဆိုင်လေး3ခုခုလို့ထောင်နဲ့လက်ဖက်ရည်ဆိုင်လေးဖွင့်လိုက်ပြီအဲ့လက်ဖက်ရည်ဆိုင်မှာ3
3ခုထောင်တဲ့ဘေးမှာလာခဲ့တဲ့စိမ့်မေ964တီခုနကနော်ခုနက936စီကျော်ကလာခဲ့တဲ့ကောင်လိမ္မော်ချမ်းလာတဲ့ကောင်လို့မျိုးလုံးနဲ့မြင်လိုက်နော်ဒီဘက်မှာဟိုလိမ္မော်ရောင်ကတခြားစီကျော်ဆွဲထားတာမလို့နော်ဒီပါလေနော်ဒီလိမ္မော်ချမ်း936စီကျော်ကလာခဲ့တဲ့စိမ့်မေတီ3ခုလို့ထောင်တဲ့ဒီဘက်မှာဆွဲမိတာနော်3ခုလို့ထောင်တဲ့ဘေးမှာလာပေါက်ခဲ့တာအဲ့တော့တနည်းအားဖြင့်ခွန်တင်9ရဲ့အပေါ်မှာရောက်ခဲ့တာခွန်တင်9ကဇလန်းကဘုံဖြစ်နေလို့မျက်စိလည်မှာဆိုလို့နားလည်မယ်ထင်တာပဲနော်အရင်ဘက်ကရှင်းပြပြီးသားမလို့ဟုတ်ပြီနော်ဒါဆိုရင်936ကိုမျက်လုံးထဲမှာလိမ္မော်ချမ်းလို့မြင်လိုက်လိမ္မော်ချမ်းမှာနားခဲ့တဲ့လိမ္မော်ချမ်းမှာအလုပ်လုပ်ခဲ့တဲ့စိမ့်မေစီခုနကဦးနိုင်1ခွန်9ကြီးတဲပြစ်လိုက်တဲ့မုံရွာမှာဟောဦးနိုင်ရဲ့လက်ဖက်ရည်တိုင်းမှာအလုပ်လုပ်ခဲ့ဦးနိုင်တူမပေါ့ဗျာကဲရပြီနော်ဒါဆိုနောက်တစ်ခါဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ခုနကပြောတဲ့416တီဟိုအကိုထွန်းဒီဦးနိုင်ကိုလှမ်းမေးတယ်ဦးနိုင်ကကိုသေးကိုမေးလိုက်ပြီကိုသေးကအားရှိတယ်ကျွန်တော်လိမ္မော်ချမ်းရှိတယ်အဲ့လိမ္မော်ချမ်းမှာဦးနိုင်တူမစိမ့်မေအလုပ်လုပ်သွားခဲ့တာအဲ့စိမ့်မေကဦးနိုင်တူမလို့ဘာဖြစ်လို့ပြောတယ်လဲဆိုအဲ့စိမ့်မေ4 5တက်တီဒီခွန်တင်9ဆိုတဲ့ဦးနိုင်ကိုတဲပြစ်လိုက်တာပေါ့နော်ကဲ413ဖရိရဲ့အပေါ်434ထောင်နဲ့413ဖရိရဲ့အပေါ်ကိုရောက်ခဲ့တာမုံရွာရောက်ခဲ့တယ်ပေါ့ဗျာဦးနိုင်မုံရွာရောက်ခဲ့တယ်သူလက်ဖက်ရည်ဆိုင်လေးဖွင့်ထားတယ်3ခုလက်ဖက်ရည်ဆိုင်လေးဖွင့်ထားတယ်အဲ့ဘေးမှာအဲ့ဆိုင်မှာအလုပ်လုပ်ခဲ့တဲ့စိမ့်မေတီခုနက936စီကျော်လာခဲ့တဲ့စိမ့်မေရပြီနော်ကျွန်တော်ဇလန်းလို့ပြောတာနားလည်မယ်ထင်ပါနော်အရင်ဘက်ကပြောပြီးသားဟုတ်ပြီနော်အဲ့ဒါဆိုရင်အဲ့ဒီနေရာမှာဒီ413ကဘာဆိုင်လို့တုံးကွာဒီ413ကဘာဆိုင်လို့တုံးကွာဆိုင်နေအဲ့413ဒီကျွန်တော်တို့ဒီပန်းရောင်ခြေတဲ့ဟောဒီက641တို့104တို့စီကျော်မှာကျွန်တော်တို့ဒီ143ကမနေရှင်းရလိမ့်မယ်နော်အဲ့ဒီဇလန်းမှာကျွန်တော်141လို့ထောင်ပြီ141လို့ထောင်ပေးပြီးတော့မှနေ141ထောင်တာကနေတဲ့တယ်ပြေးလိုက်ရင်341လို့လှဲခဲ့တာဆိုလိုချင်တာကဒီပန်းရောင်လိုင်း641တို့ခွန်တင်9တို့နဲ့အကျိန်ကိုင်းမှာ341လို့လှဲသေးတာလဲတော့အဲ့နှစ်ပေါက်စလုံးအလုပ်လုပ်တာဟောဒီကခွန်41ကလည်းအလုပ်လုပ်တယ်ဟောဒီကကျွန်တော်341ကလည်းအလုပ်လုပ်တယ်အဲ့ဒီ341လှဲတဲ့ကောင်ဒီတဲလိုက်တာရပြီနော်တဲပြီးတော့မှ341နဲ့ခွန်တင်9လို့ပြန်ထုတ်တာနားလည်မလားဆိုလိုချင်တာကဒီပန်းရောင်1ခွန်9နဲ့အကျိန်ကိုင်းမှာ341လှဲတာရှိတယ်အဲ့လှဲတဲ့341ဒီတဲလိုက်တာနဲ့သူ့ပေါ်မှာခွန်တင်9ကိုပြန်ထုတ်တာရပြီနော်တကက်တခါလေးရောပြောခဲ့မယ်အဲ့ဒီဦးနိုင်မုံရွာမရောက်ခင်သူ့ရှိ2ကျော်မှာအကိုထုံးလည်းရောက်ခဲ့တာအကိုထုံးကလည်းရှိခဲ့တာငါလည်းမုံရွာသွားပြီးဦးနိုင်ရမင်းလည်းလိုက်ခဲ့တော့ကွာဒီသဘောတရားပေါ့နော်အဲ့တော့အကိုထုံးကလည်းဘယ်သူနဲ့သွားတော့အဲ့ခွန်တင်လေးလို့ဇောင်းဆင်းပြီးတော့413နဲ့ပဲအကိုထုံးကကစားခဲ့တာမျက်စိမလဲနဲ့တော့413ဘုံထည့်ထားတာနော်သဘောပေါက်လားဒီပန်းရောင်ချဲတဲ့ line မှာဟောဒီက641နဲ့105တို့ဒီတခုကခွန်41ထောင်နဲ့သူကနေဒီဘက်ပြေးလိုက်ရင်341လှဲပြီးတော့ကစားခဲ့တယ်အဲ့341တို့ခွန်41တို့နဲ့ကစားခဲ့တာကစားခဲ့တဲ့အခါမှာဒီခွန်41ထောင်တဲ့ကောင်ကခွန်41လို့ဇောင်းဆင်းပြီးအဲ့413ကိုပြန်တည်လိုက်တာ413တည်ပြီးတော့မှခွန်14ဇောင်းဆင်းပြီးတော့မှဒါ416ကထုတ်ခဲ့တာဒီပန်းရောင်416ထုတ်ခဲ့တာနာမည်ပေးလိုက်မှာအကိုထုံးထုတ်ခဲ့တာအကိုထုံးကလည်း413နဲ့အတူခွန်14ဇောင်းဆင်းပြီးတော့အကိုထုံးကကစားခဲ့တယ်လို့ဦးနိုင်ကလည်း413ကိုတည်ပြီးတော့မှ434ထောင်ပြီးသူကကစားခဲ့တာ434ဇလန်တစ်မျိုးနဲ့သူကစားခဲ့တာရပြီနော်နှစ်မျိုးအကိုထုံးကလည်း413နဲ့နားခဲ့တယ်လို့ဦးနိုင်ကလည်း413နဲ့တွဲပြီးတော့ကစားခဲ့တာရပြီနော်နှစ်ယောက်စလုံးကဟောဒီ341နဲ့ကစားခဲ့တာအဲ့341ကအခုပွဲမှာအဓိကအချိတ်ဆက်ကြီးပဲရပြီနော်ဒါဆိုဒီမှာလည်းအဲ့လိုပဲဒီကျွန်တော်တို့ဦးနိုင်ကိုကျွန်တော်ဒီမှာတဲပြစ်လိုက်တော့143ဖရိအပေါ်ကိုရောက်ခဲ့တယ်လို့သူ့ရဲ့ရှစ်နှစ်ကျော်မှာအကိုထုံးရှိတယ်46တက်သူကလည်း431နဲ့နားခဲ့တာပဲတွဲခဲ့တာပဲဘာလို့တော့ဆိုတော့သူတို့တဲခဲ့တဲ့ဒီ416တို့ခွန်တင်9တို့ပန်းရောင်ချဲတဲ့ line မှာဒီမှာထောင်ခဲ့တာခွန်41ကနေတဲ့ပြည်လိုက်ဒီဘက်မှာလှဲခဲ့တာ341နော်အဲ့အောင်မှာရှိသေးတယ်ခွန်36ဇလန်းတွေရှိသေးတယ်ဇလန်းကအရမ်းမိုက်တယ်နော်ခွန်36ဇလန်းရှိတယ်အဲ့အောင်မှာအဲ့ဒီကနေဆင်းလိုက်ခွန်36ဇလန်းရှိတယ်အဲ့ခွန်36လှဲတဲ့ဇလန်းဒီခုနကဒီ641ရဲ့ရှေ့တစ်နှစ်ကျော်ကဒီမှာ649တို့416တို့အပေါ်က639ခွန်ဟာလာပြီးလှည့်ပေးခဲ့တာဇလန်းကြီးအရမ်းမိုက်တယ်အများကြီးပွားလာတတ်နေရောနော်အရမ်းကောင်းတယ်ကျွန်တော်ဖိုင်းရှင်းအဆင်မပြေလို့နော်ဒီမှာလည်းအလိုပဲဒီ341တို့လှည့်တဲ့အောက်မှာဒီမှာကျွန်တော်တို့ခွန်36ဇလန်းတွေရှိတယ်နော်အဲ့ခွန်36ဒီဟော641ကရှေ့တစ်နှစ်ကျော်လာခဲ့တာဒီ649နဲ့641တို့အပေါ်မှာ36ခွန်တည်ခဲ့တာအဲ့36ခွန်ကဒီမှာခွန်36တွေလှည့်ခဲ့တာဇလန်းကြီးအများကြီးကောင်းတယ်နော်ဒါကျွန်တော်ကြော်ခွပြောတာနော်ဖိုင်းတော်ရှင်းနေပြီဟုတ်ပြီအဲ့ဒါဆိုတော့ပြောချင်တာကဒီပန်းရောင်စီကျော်မှာက416တို့ခွန်တင်9တို့ပေါ်မှာခွန်41လည်းထောင်ခဲ့တယ်341လည်းလှဲခဲ့တယ်အဲ့နှစ်ကောင်စလုံးနဲ့တွဲခဲ့တာတွဲတော့ဆိုလိုချင်တာကငါလည်းတဲပြစ်မယ်ကွာမင်းလည်းတဲပြစ်ဆိုလိုချင်တာအကိုထုံးနဲ့ဦးနိုင်တို့ဒီကဲငါတို့မုံရောင်သွားမယ်ကွာအကိုထုံးကမုံရောင်အရင်ရောက်ပြီသူကခွန်14ဇောင်းဆင်းပြီး431နဲ့တွဲကစားခဲ့တာကြပြီနော်အဲ့လိုပဲနောက်တစ်နေ့ကျမှဦးနိုင်ကဲမင်းလည်းရောက်တယ်ငါလည်းရောက်တယ်ကွာငါလည်း431နဲ့တွဲမယ်ကွာဟောနှစ်မျိုးစုံတွဲကစားခဲ့တာကြပြီနော်အဲ့တော့416ကအကိုထုံးလို့နာမည်ပေးလိုက်လို့အကိုထုံးကလည်း431နဲ့ကစားခဲ့လို့ဦးနိုင်ကလည်း431နဲ့တွဲပြီးလာပြီးတော့တဲခဲ့တာတဲပြီးတော့မှဦးနိုင်က3ခုဆိုတဲ့
ထောင်းနဲ့လက်ဖက်ဆိုင်လေးဖွင့်လိုက်တယ်ဒီမှာလည်းအဲ့လိုပဲဦးနိုင်က3ခုံထောင်းနဲ့လက်ဖက်ဆိုင်လေးဖွင့်လိုက်တယ်အဲ့လက်ဖက်ဆိုင်မှာအလုပ်လုပ်တဲ့စိမ့်မီတီခုနကကျွန်တော်936စီကျော်ကလာခဲ့တယ်လိမ္မော်ချန်စိမ့်မီဟိုဘက်ဆမ်းမျက်နှာမှာလိမ္မော်ချန်ရှိတယ်နော်အမှတ်လိုက်တော့ဟုတ်ပြီနော်ဒီမှာလည်းအဲ့လိုပဲဒီဦးနိုင်ဖွင့်တဲ့လက်ဖက်ဆိုင်လေးမှာအလုပ်လုပ်တဲ့စိမ့်မီတီနော်ငါလိမ္မော်ချန်ကစိမ့်မီဟိုဘက်ဆမ်းမျက်နှာမှာနော်လိမ္မော်ချန်ဆိုတာကဒီဘက်မှာဒီလိမ္မော်ချန်936စီကျော်ကစိမ့်မီပေါ့ဗျာဒီမှာလည်းလိမ္မော်ချန်936စီကျော်ကစိမ့်မီဘာဆိုင်လို့တော့936ကနောက်တစ်ကိုထွက်ပြီးတော့မှခွန်တင်ကားနဲ့တွဲခဲ့တာအဲ့ဒီခွန်တင်ကားသူ့ရှင်တွေကလာခဲ့တာရပြီနော်ဒီမှာလည်းအဲ့လိုပဲဘာဆိုင်လို့တော့ဟိုလိမ္မော်ရောင်936ကနောက်တစ်ကိုထွက်ခဲ့တာထွက်လိုက်တဲ့ထက်မှာခွန်တင်ကားလာခဲ့တာလာတဲ့ခွန်တင်ကားသူ့ရှင်တွေကလာခဲ့တာဒီမှာရပြီနော်အဲ့ဒါခွင့်ဆက်တွေရပြီဟုတ်ပြီအဲ့ဒါဆိုရင်ပြောချင်တာကကဲအဲ့ညာလေးကိုမှတ်လိုက်အဲ့ဒီနေရာမှာကျွန်တော်ကအရင်ဘက်ကဘယ်လိုဆွဲချခဲ့တယ်ဆိုတော့အဲ့စိမ့်မရဲ့တပင်းကျော်မှာငပြားကြီးလိုက်တယ်အဲ့ငပြားကြီးဒီဘယ်ဟာကောင်းလို့ဆိုကျွန်တော်ပြောခဲ့တဲ့ဒီအကိုထွန်းနဲ့ကျွန်တော်နဲ့ကစားခဲ့တဲ့ဒီဟိုပေါ့649ရဲ့အောက်ကနေပြေးလိုက်တဲ့ငပြားကြီးတနည်းအားဖြင့်ဒီအကိုထွန်းရဲ့အပေါ်ကငပြားကြီးတူတူပဲနော်ဘယ်လိုပဲပြောပါဒါကိုထွန်းလင်းဖြာလို့နာမည်ပေးလိုက်လို့ထွန်းလင်းဖြာတူငပြားကြီးလို့ပြောလိုက်တယ်အဲ့ငပြားကြီးဒီစိမ့်မရဲ့တပင်းကျော်မှာနားခဲ့ပြီးတော့မှဒီမှာနင်လဲပြန်ကြငါလဲပြန်ကြထက်ကြဆိုပြီးအရင်ဘက်ကပြောခဲ့တာဟုတ်ပြီနော်ဒါဆိုဒီမှာလည်းအဲ့လိုပဲဒီစိမ့်မစီရောက်ခဲ့တဲ့စိမ့်မရဲ့တပင်းကျော်ကငပြားကြီးဘယ်ဟာကောင်းတုံးဆိုတော့ဒီကျွန်တော်တို့649ဖရိန်ရဲ့အောက်ကနေပြေးလိုက်တဲ့ထွန်းလင်းဖြာတူငပြားကြီးလို့ပြောခဲ့တာဟောခွန်3ညခွန်ဒီငပြားကြီးစိမ့်မရဲ့တပင်းကျော်မှာနားပေးပြီးတော့မှနော်ဒီငပြားကြီးဒီသူပြန်ကြတာနဲ့ငါသွားနှိမ့်ပြီးနင်လိုက်ခဲ့ဆိုစိမ့်မကိုခေါ်တယ်ဆိုပြီးကျွန်တော်အရင်ဘက်ကပြောပြခဲ့တာနော်ဒါရှင်းပြီးသားဆိုတော့ထပ်မရှင်းတော့ဘူးနော်အဲ့တော့အရင်ဘက်ကတော့ခေါ်ခဲ့တဲ့ဒီစိမ့်မရဲ့တပင်းကျော်မှာငပြားကြီးလာတဲ့ငပြားကြီးဟောဒီကကျွန်တော်ထွန်းလင်းဖြာရဲ့ထွန်းလင်းဖြာရဲ့ငပြားကြီးဖြစ်တယ်နော်ရောက်ခဲ့ပြီဗျာဒီမှာရောက်ပြီသူကအရင်ပြန်ကြတယ်ဘယ်မှာကြအကိုထွန်းတို့စီမှာပြန်ကြတယ်ဟောဆိုလိုချင်တဲ့အဓိပ္ပာယ်ကဒီ641ရဲ့ဟိုးအပေါ်ကငပြားကြီးဒီနော်ဒီ641နောက်နှစ်ကိုထွက်လိုက်တဲ့641နဲ့ခွန်တင်ကားနဲ့ဓာတ်ရိုက်ဒီမှာကစားခဲ့လို့ဒီ641ရဲ့ဟိုးအပေါ်ကငပြားကြီးဟာနော်သူနဲ့တွဲခဲ့တဲ့ခွန်တင်ကားရဲ့အပေါ်ကိုလာနာခဲ့တာနားပြီးသူပြန်ကြတဲ့ကအဲ641စီမှာသွားကြတာကိုင်းဗျာဘလောက်ကောင်းနော်ပြန်ကြပြီကြပြီးတော့မှကျွန်တော်စိမ့်မီကိုခေါ်ခဲ့တာမလိုက်ဘူးစိမ့်မီနော်ငပြားကြီးကိုသူကမလိုက်ဘူးအဒီမှာလည်းအဲ့လိုပဲဘယ်ရောက်သွားဒီမှာ641နော်အဲ့ဒီ641ဒီမှာကျွန်တော်ထွန်းလင်းဖြာလို့ခေါ်တဲ့496ရှိတယ်ဒီ641ရဲ့ဟိုးဘောခွန်3ညခွန်ဆိုတဲ့ငပြားကြီးဒီကဲခွန်တင်ကားရဲ့ပုံမှာနားခဲ့တဲ့အကြောင်းအရာခုနပြောလို့ပဲဒီ641ရဲ့ဟိုးဘောကငပြားကြီးနားဖို့ရအတွက်ဒီ641ဒီနောက်တစ်နှစ်ကျော်မှာခွန်တင်ကားနဲ့တွဲခဲ့လို့အဲ့ဒီခွန်တင်ကားတဲပြစ်ခဲ့လို့အဲ့ခွန်တင်ကားစီနားတာနားပြီးပြန်ကြတဲ့ကမှာသူဒီ641စီကျော်ကလာလို့641စီကျော်မှာသွားကြခဲ့တာဘလောက်ကောင်းတာတော့နော်ဒီမှာလေသူကြခဲ့တဲ့ခါမှာ641စီကျော်နဲ့အချိန်ကသွားကြခဲ့တာဘလောက်ကောင်းတာအဲ့မှာစိမ့်မီပြန်ကြခေါ်တာလိုက်ဘူးဗျအဲ့မှာစိမ့်မီပြန်ကြခေါ်တာလိုက်ဘူးဗျဘာလို့မလိုက်ရတာလဲဒီပွဲမှာသူကစိမ့်မီရသူကငပြားကြီးနဲ့မလိုက်ဘူးသူကမောင်ညိုနဲ့လိုက်တော့မှာနော်ဟိုကျွန်တော်တို့ဟိုယာမတို့လက္ခဏာတို့ဇလန်ကြည့်ဘူးတယ်မလားညီကိုလေနော်ညီကိုဇလန်ကြည့်ဘူးတယ်မလားယာမတို့လက္ခဏာတို့လေးတော့တင်တာလေမဲတီတာနော်မဲတီတာဟိုလေးတော့တင်နိုင်တဲ့လူယူဆိုတော့ငဲ့လိုက်တာလေလေးတော့တင်နိုင်ရက်နဲ့မတင်တာပေါ့ဟာလားအဲ့ဒီဇလန်လိုပဲအခုသူဤစိမ့်မေဒီကျွန်တော်တို့ကငပြားကြီးနဲ့လိုက်မယ်တဲ့လိုက်ဘူးသူကမောင်ညိုနဲ့လိုက်မှာအဲ့မောင်ညိုကဘယ်ကမောင်ညိုလို့ဆိုပြောတော့မယ်နော်ဘယ်ကမောင်ညိုခုနကကျွန်တော်143ကမေ့လို့မရဘူးနော်ဒီကျွန်တော်ပန်းရောင်စီက641ရဲ့ခွန်တင်9ရဲ့ဒီဘက်မှာ341လို့လဲခဲလို့အဲ့ဒီ341ဒီမိမ့်မဲ့အဲ့ဒီ341က341ပြည့်ညိုတဲလိုက်ပြီနဲ့341ဒီ416နဲ့တွဲခဲ့တယ်လို့နောက်တစ်ခုက341ဒီခွန်တင်9နဲ့တွဲခဲ့တာနှစ်ခုစလုံးကို341က main point ချုပ်ထားတာဒါဆိုဒီမှာလည်းအဲ့လိုပဲနော်ဒီမှာလည်းအဲ့လိုပဲကျွန်တော်ခုနကဒီပန်းရောင်စီကျော်မှာ641တို့ခွန်တင်9တို့ရဲ့ဒီဘက်မှာ341လဲခဲ့တာရှိတယ်အဲ့လဲခဲ့တဲ့341ကတဲခဲ့တဲ့341ဒီ6ကိုထုတ်တော့လဲ341နဲ့ထုတ်လို့ခွန်တင်9ကိုထုတ်တော့လဲ341နောက်တစ်ခုဝင်နဲ့ထုတ်ခဲ့တာအရမ်းမိုက်တယ်အဲ့ဒီ341ကနောက်နေ့မှာ134လို့ထောင်းခဲ့တာဒါဆိုအဲ့ဒီ341ဒီနောက်နေ့မှာ134လို့ထောင်းခဲ့တာဟောတော်ပြီကျန်တာတွေမပြောတော့ဘူးကျန်တာတွေပြောလို့မပြီးနဲ့အကုန်လုံးအရမ်းမိုက်တဲ့ဇာတ်လမ်းတွေကြီးနော်134လို့ထောင်းခဲ့တာ134လို့ထောင်းလိုက်တာနဲ့အဲ့134ရဲ့အောက်မှာအချစ်ဆုံးပေးတဲ့မောင်ညိုရှိတယ်မောင်ညိုပြန်ကြရှိတယ်အဲ့မောင်ညိုပြန်ကြဘယ်ဟာကောင်းလို့ခုနကကျွန်တော်ငပြားကြီးပြောခဲ့ပြီဒီငပြားကြီးရဲ့အောက်တပင်ကျော်ကနေပြေးလိုက်နော်ငပြားကြီးအောက်တပင်ကျော်ကနေပြေးလိုက်တယ်ငပြားကြီးရဲ့ညီမောင်ညိုဒီပြန်ကြတာဘယ်မှာကြအဲ့134မှာအချစ်ဆုံးပြေးပြီးတော့ပြန်ကြပြီးတော့မှမောင်ညိုနဲ့နင်လဲပြန်ကြငါလဲပြန်ကြဆိုအဲ့စိမ့်မီကလိုက်တော့မှာ3ညလေးထောင်လိုက်မှာထောင်တဲ့နေရာပြောဦးမယ်နော်သူအထောင်နဲ့ပါလိုက်တော့မှာဇလန်းကအရမ်းမိုက်တယ်နားလည်မလားဟိုကျွန်တော်ဒီမှာစောပင်နဲ့ဆွဲပြလဲစောပင်မထင်းလို့နော်ခုနကဒီခွန်တင်ကားစီးကြောမှာရောက်ခဲ့တဲ့ငပြားကြီး344ဆိုတာကဒီကောင်ကျွန်တော်ဒီ649အောက်ကနော်ဒီ649ရဲ့အောက်ကပြေးဒါမှမဟုတ်သူအတူတူပဲလေဒီကျွန်တော်641ရဲ့အပေါ်ပြေးအတူတူပဲလေနော်ဒီငပြားကြီးလိုက်ခဲ့တာအဲ့ဒီငပြားကြီးကဒီမှာနားခဲ့တယ်လို့
အဲ့ဒီငပြာကြီးရဲ့တပင်ကြောကနေပြေးလိုက်တဲ့ဟောဒီကမောင်ညိုတီငပြာကြီးရဲ့ညီမောင်ညိုတီပြန်ကြခဲ့တော့သူဒီ134ထောင်နဲ့စီကြောမှာသွားကြတာအဲ့ကြလို့နင်လဲပြန်ကြငါလဲပြန်ကြဆိုပြီးဒီမောင်ညိုနဲ့တူစိမ့်မေလိုက်မယ်ဆိုရင်344ထောင်လိုက်တော့မှာငပြာကြီးနင်းတော့မလိုက်ဘူးမောင်ညိုနောက်ကိုလိုက်တော့မှာစိမ့်မေငပြာကြီးကိုနော်ဟိုဘယ်လိုပြောမလို့ကိုရီးယားငပြာကြီးနဲ့ထင်တာမဟုတ်ဘူးတို့ဟိုရှာမတို့လက္ခဏာတို့လို့ပေါ့ဗျာငပြာကြီးကရှော့ပေးလိုက်တော့မောင်ညိုနဲ့စိမ့်မေလိုက်တော့မှာ344ထောင်လိုက်တော့မှာနားလည်မလားနော်ဒါဆိုဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ကအရင်ဘက်ကငပြာကြီးနဲ့စိမ့်မေတွဲခေါ်တာလိုက်ဘူးတဲ့သူကဘာလို့သူကမောင်ညိုနဲ့ညှိနေတာဟိုအဲ့မောင်ညိုဘယ်ကမောင်ညိုလို့ဆိုကျွန်တော်ဒီမှာခုနငပြာကြီးရှင်းပြခဲ့ပြီနော်ဒီငပြာကြီးဒီငါတိခွန်စီကျော်မှာစိမ့်မေရဲ့တပင်ကျော်ကိုရောက်ခဲ့တယ်ရောက်ခဲ့တော့ငပြာကြီးအောင်တွေ့တယ်ပေါ့ဟဲ့စိမ့်မေနင်းကိုပြန်ကြဆိုပြီးကန်ချဖို့ရအတွက်နင်ငါနောက်ကိုမလိုက်ရင်ငါညီမောင်ညိုနဲ့မောင်ညိုနောက်ကိုလိုက်ပေါ့ဗျာအတိတ်ပဲအဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီငပြာကြီးဒီကလာခဲ့တော့သူ့ရဲ့တပင်ကျော်ကနေပြေးလာဒီမှာမောင်ညိုရှိတယ်အဲ့မောင်ညိုဒီပြန်ကြဆိုပြီးသူကကြားတာကြားတာတော့ဘယ်မှာကြအဲ့134ခုနက134ဖရိကြီး134လို့ထောင်းခဲ့တာထောင်းခဲ့တဲ့134ရဲ့အောင်မှာခြေဆုံးပြေးပြီးတော့မောင်ညိုကရောက်နေပြီးတော့မှအဲ့မောင်ညိုနဲ့အတူစိမ့်မေလိုက်မယ်344ထောင်းလိုက်မယ်344ထောင်းရတဲ့အကြောင်းပြောပြမယ်နော်အဲ့ဒီအိဗယ်လေးနားလည်မလားဒီငပြာကြီးကကိုရီးယားငပြာကြီးနဲ့စိမ့်မေကိုခေါ်လိုက်တော့ငပြာကြီးနောက်ကိုစိမ့်မေမလိုက်ဘူးတကယ်တမ်းငပြာကြီးကစိမ့်မေကိုအောင်သွဲတာအဲ့လိုသဘောဖြစ်သွားပြီနော်အတိတ်ကစိမ့်မေနင်းကိုပြန်ကြဖို့ရအတွက်ဟုတ်ပြီနော်နင်းကိုပြန်ကြဖို့ရအတွက်ငါလာခဲ့တဲ့ငါအောက်ကနေပြေးလိုက်တဲ့ငါညီမောင်ညိုဒီပြန်ကြနေလို့ဒီ134ထောင်နဲ့စီကျော်မှာပြန်ကြနေလို့အဲ့မောင်ညိုရှိတဲ့စီမှာနင်သွားမောင်ညိုနဲ့ငပြာကြီးအောင်တွေလာလုပ်ပြီးတဲ့သဘောဒီလိုဖြစ်သွားပြီဟုတ်ပြီနော်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီငပြာကြီးပြန်ကြလို့ငပြာကြီးနောက်ကိုစိတ်မိထဲ့တာဒီကောင်အောင်ထဲ့တာမလိုက်ဘူးဘာလို့မလိုက်တော့တော့အောင်တွေပေါ့နော်ငါလေးမတင်ဘူးပေါ့အလျှော်ပေးလိုက်မယ်မဲတီတာရဲ့ဒီသဘောတရားပေါ့နော်အဲ့တော့ဒီငပြာကြီးဒီကလာခဲ့တော့သူရဲ့တပင်ကျော်ကနေပြေးလိုက်တဲ့အခါမှာဒီမှာမောင်ညိုရှိတယ်အဲ့မောင်ညိုစီပြန်ကြတော့လေအကြောင်းမဲ့သက်မကြောက်134ထောင်နဲ့စီကျော်မှာကြားခဲ့လို့အညီမောင်ညိုရှိတဲ့ညမှာနင်လိုက်344ထောင်လိုက်ဟုတ်ပြီနော်344ထောင်လိုက်344ကဘာဆိုင်လို့တော့ကွာလာပြီ344ဘာဆိုင်လို့လာပြီနော်344ကဆိုင်လေဗျာဇာလန်ကဒီလိုသွားလိုက်ကျွန်တော်တို့ခုနကပြောခဲ့တဲ့နေရာမှာနော်ဒီထုံးလင်းဖြာစီကျော်ကလာခဲ့တဲ့ငပြာကြီးခုနဒီမှာ344ငပြာကြီးဒီမှာစီးမချစ်တော့နော်ဒီ6လေးတွေစီကျော်ကငပြာကြီးပေါ့ဗျာကဲဒါဒီမပြောတော့ပါဘူးနော်ဟုတ်ပြီဒီ649နဲ့ဒီ641တို့ကြားထဲမှာ486ကိုဇောင်းတက်ခဲ့တာမှတ်ခဲ့လို့ကျွန်တော်ပြောပြီနော်486ကိုမှတ်ခဲ့ကျန်တာဒီမှာမှတ်တော့နော်486ကိုမှတ်လိုက်တော့ဒါဆိုဒီ649Rနဲ့ဒီ641တို့ကြားထဲက486ဇောင်းတက်တာကိုမှတ်ခဲ့လိုက်နော်အဲ့ဒါမှတ်ခဲ့လိုက်စိတ်ရမှတ်အဲ့တော့ဟုတ်ပြီဒီ649ဒီအခုနပြောလို့ပေါ့နော်သူသွားတော့မယ်သူသွားဖို့ရတော့ဘယ်မှာသွားမှာတုံးဆိုတော့အကိုထွန်းကြီးကျွန်တော်ထိုင်းသွားမယ်တဲတရားရှိလားမေးတယ်အကိုထွန်းကနောက်တစ်နေ့ကျော်သွားဦးနိုင်ကိုမေးတယ်နော်ဦးနိုင်ကကိုသေးကိုလှမ်းမေးလိုက်တယ်ဦးနိုင်ကိုသေးရေးမင်းအကိုထုံးလေးပြလာမလို့နေတရားရှိလားရှိတယ်ဘယ်မှာနေမှာတော့ကျွန်တော်အလုပ်လုပ်တဲ့လိန်မော်ချံမှာဟောဒီမှာကိုထုံးလေးပြလာနေလို့ရတယ်အဲ့မှာထုံးလေးပြကြီးလိန်မော်ချံရောက်သွားပြီနော်အစောကဒီကြည့်မပြောလိုက်အောင်မေ့သွားနော်အဲ့လိန်မော်ချံမှာဘယ်သူရှိတော့834ဆိုပြီးတော့သူကတွဲပြီး496 834နဲ့တွဲခဲ့တာမှတ်လိုက်နော်နားလည်မလားဒီ496ကြီးဒီဆိုလိုချင်တာကလိန်မော်ရောင်ချဲတဲ့936စီကျော်မှာသွားပြီးတော့နားခဲ့တော့834နဲ့တွဲခဲ့တာအဲ့လိုမှတ်လိုက်တော့ဟုတ်ပြီဒါဆိုဒီ496ကြီး496 146လူတွေပြောမယ်ဆိုအကိုထုံးကျွန်တော်ထိုင်းသွားမယ်နေစရာရှိလားအကိုထုံးကဦးနိုင်ကိုမေးတယ်ဦးနိုင်ကကိုသေးကိုလှမ်းမေးတယ်ကိုသေးကအားရှိတာပေါ့ကျွန်တော်လှုပ်လှုပ်တဲ့လိန်မော်ချံဦးနိုင်တူမနေသွားတဲ့လိန်မော်ချံရှိတယ်အဲ့မှာကိုထုံးလင်းပြကြီးနားပြီနားတော့834နဲ့တွဲတာတဲ့နော်834တဲ့နဲ့တွဲပြီတွဲလိုက်တဲ့အဲ့834ဒီနောက်တစ်ခုခွဲမှာဒါက496နဲ့တွဲတာ834နောက်တစ်ခါအဲ့834နောက်တစ်ခုခွဲပြီဒီမှာနောက်တစ်ခုခွဲပြီအာနဲ့လာပြီနော်ဒါဆိုရင်496ဒီ834နဲ့တွဲတယ်နောက်တစ်ခုခွဲတော့မယ်အဲ့ခွဲတဲ့ဇာလန်သွားမယ်နော်ဒါကိုမှတ်နော်ဒီကောင်က496နဲ့တွဲတဲ့834ခုနတို့413ကဘုံလို့သလိုပေါ့နော်413ဒီ416နဲ့တွဲတာလဲသူ့လောက်ခဲ့သလို413ဒီ9နဲ့တွဲတာလဲသူ့လောက်ခဲ့တာနော်အဲ့တော့ဒီ413ကဘုံလုံးခဲ့တာဟုတ်ပြီနော်မျက်စိမလဲနဲ့နော်ဒီပုံစံသွားတော့မှာနော်ဒီမှာကျွန်တော်တို့413ဒီ146နဲ့တွဲတာလဲသူပဲ9နဲ့တွဲတာလဲသူပဲသူကဘုံလုံးတာဒီမှာကျတော့နှစ်ခုခွဲတာ413က416နဲ့တွဲတာသူတစ်မျိုးနောက်တစ်ခုခွဲက143က9နဲ့တွဲတာတစ်မျိုးနှစ်မျိုးလောက်တာအဲ့လိုပုံစံသွားတော့မှာနော်ခုနက834မှတ်လိုက်တော့အဲ့တော့ဒီ834ဒီကျွန်တော်သွားတော့မယ်ဒီ834ဒီ496နဲ့တွဲတာတစ်မျိုးအဲ့496ဒီလာခဲ့တဲ့အခါမှာ486ဇောင်းတက်ပြီးကစားခဲ့တာအဲ့486နဲ့တွဲပြီးတော့834ကစားတော့မယ်မှတ်လိုက်နော်ဒါဆိုဒီမှာက496က834နဲ့တွဲခဲ့တော့အဲ့496လာခဲ့တဲ့နေရာမှာ486ကဇောင်းတက်ခဲ့တာအဲ့ကောင်ကစားတော့မှာအဲ့ဒီကောင်က834နဲ့တွဲပြီးကစားတော့မှာဘယ်လိုကစားမှတော့ကြည့်အောင်အဲ့834ဒီဘယ်လိုကစားသလဲဆိုတော့ကဲဒီလိုကစားမယ်
8 3 4 ဇလန်းကကျွန်တော်အကျယ်ကြီးမပြောတော့နော်ဒီဇလန်းကဲဒါဆိုခုနက8 3 4အပေါ်ကောင်4 6နဲ့တွဲတဲ့ကောင်နောက်တစ်ခုပဲ8 3 4ကစားပြီးအဝါရောင်လိုင်းမှာကစားပြီးကစားလိုက်တော့8 3 4ဒီသူ့အပေါ်မှာ8 6 4ဆောင်းတက်ပြီ8 6 4ဆောင်းတက်အဲ့မှာ3 4 4နဲ့တွဲကစားခဲ့တာရပြီကျန်တာတွေမပြောတော့ဘူးကျန်တာတွေပြောအကုန်လုံး body ပေါင်းမှာမပြောတော့ဘူးနော်မပြောတော့ဘူးအဲ့တော့ခုနကပျောက်တော့ပါလိမ့်မျက်စိပျောက်တော့4 9 6နဲ့တွဲခဲ့တဲ့8 3 4ဒီသူကနောက်တစ်ခုပဲအဝါရောင်လိုင်းမှာကစားပြီးအဝါရောင်လိုင်းမှာကစားလိုက်တဲ့အခါသူ့ပေါ်မှာ3 4 4ကရှိတယ်အဲ့ဒီမှာ864ဆောင်းတက်ပြီးတွဲကစားခဲ့တာအဲ့ဒီ864ဟာခုနကကျွန်တော်မှတ်ခဲ့ပါဆိုတဲ့649စီးကျော်လာခဲ့တဲ့486ပဲရပြီနော်ကဲနောက်တစ်ခါသွားမယ်ဒါဆိုခုနက834လေးလည်းတူပဲဒီဟာလည်းတူပဲအဲ့834လေးနှစ်ခုပဲဒီ834လေးဒီကျွန်တော်တို့344နဲ့တွဲကစားခဲ့တာဒီမှာ864ဆောင်းတက်ပြီးကစားခဲ့တာရပြီကျန်တာတွေမလိုတော့ဘူးနော်ပြောရင်မပြီးနိုင်တော့လို့နော်အဲ့တော့အဲ့ဒီ864ဆောင်းတက်434နဲ့အတူ834ကနောက်တစ်ခုပဲခွဲလိုက်တာဖြစ်ချင်းကြောင့်နော်ခွဲလိုက်တာဖြစ်ချင်းကြောင့်834နဲ့ဓာတ်ရိုက်ကစားခဲ့တဲ့434တီနော်ဒီကျွန်တော်တို့834နဲ့ဓာတ်ရိုက်ကစားခဲ့တဲ့434တီဒီနေရာမှာ344လို့ထောင်နေပြီးတော့မှပြန်ကြကိုကန်ချမှာနားလည်မလားအတိတ်ပဲဒီလိုမျိုးပေါ့နော်ဟော834ကဟဲ့အောင်344နော်ဟဲ့အောင်344 864နဲ့တွဲထားတဲ့344ဟုတ်ပြီနော်မင်းထောင်ရမယ်နော်ဒါဆိုဒီမှာလည်းအဲ့လိုပဲဒီ834ကသူ့ဘောကရှိတဲ့344ဟဲ့အောင်344မင်းထောင်ရမယ်မင်း864နဲ့တွဲထားတဲ့ကောင်မင်းထောင်ရမယ်မင်းထောင်ဖို့ရအတွက်အဲ့ဒီ864ဒီနော်အဲ့ဒီ864ဒီဘယ်ကလာတော့ဆိုတော့အဲ့864ဒီခုနက649စီကျော်ကလာတာဖြစ်ချင်းကြောင့်နော်အဲ့ဒီ864ဒီ649စီကျော်လာတဲ့486ဖြစ်ချင်းကြောင့်နော်မင်းထောင်ရမယ်မင်းထောင်တဲ့အခါမှာဒီ834ရပါတော့အခုနကအ334လေးကိုမင်းထောင်ရမယ်မင်းထောင်မှုကတော့ငါဒီနော်496နဲ့တွဲခဲ့တယ်အဲ့496ဒီဟောဒီက486နဲ့ပြန်ပြီးတွဲခဲ့ခြင်းကြောင့်ငါတို့တလူပတ်သက်မှုတွေရှိခြင်းကြောင့်နော်ငါအပေါ်က344မင်းထောင်ဖို့ရအတွက်ငါနဲ့တွဲခဲ့တဲ့496စီးကြောကလာခဲ့တဲ့နော်496စီးကြောလာခဲ့တဲ့ခုနကပဲဟိုပါမှာမောင်ညိုပေါ့နော်ဘယ်ရောက်သွားလဲကဲဟိုဘက်စာမျက်နှာလှန်လိုက်ဗျာဟိုဘက်စာမျက်နှာကဲလှန်လိုက်မယ်နော်နားလည်မှာပါဗျာဒီလောက်ဆိုရင်စီကြောကြည့်နေကြသူတွေသိပါနော်အဲ့တော့ငါနဲ့ငါစီကြောကဘယ်ရောက်သွားငပြာကြီးတို့ကျွန်တော်ဒီမှာငပြာကြီးနော်ငါစီကြောကငပြာကြီးတို့တခါမောင်ညိုပြန်ကြတဲ့အဲ့ဒီ134ထောင်တဲ့စီးကြောမှာမင်း344လို့သွားထောင်လိုက်မင်းထောင်ပြီးတော့မှခုနစိမ့်မီကိုပြန်ကြဆိုပြီးကန်ချမောင်ညုံနဲ့ရဒါမျိုးနော်တော်ပြီနားလည်မယ်ထင်တာပဲနော်ကျွန်တော်ဖိုင်ရင်တော်တော်ရှင်းနေလို့နော်ဟုတ်ပြီလားဒီမှာလည်းအဲ့လိုပဲပေါ့ဗျာကဲ834ကဟဲ့အောင်344မင်းထောင်ရမယ်မင်း864ဆောင်းတက်တာနဲ့တွဲခဲ့တဲ့344မင်းထောင်ဖို့ရအတွက်ငါသည်496နဲ့တွဲခဲ့တာအဲ့496ဒီကလာခဲ့တာလာခဲ့တဲ့နေရာမှာ486လို့ဇောင်းတက်ခဲ့တယ်အဲ့486ကမင်းအောက်မှာဇောင်းတက်ခဲ့တဲ့864ပဲဟုတ်ပြီနော်ဒီသဘောတရားပေါ့နော်အဲ့တော့အဲ့ဒီလိုပတ်သက်ခဲ့တဲ့ဖြစ်စဉ်တွေကြောင့်နော်အဲ့ဒီစီကြောမှာရှိရတော့ငပြာကြီးတို့လည်းထွက်ခဲ့ပြီးပြီနော်အဲ့ငပြာကြီးရဲ့ညီမောင်ညိုပြန်ကြခဲ့တဲ့ခုနကချိတ်ဆက်မှုတွေပေါ့နော်134ထောင်တဲ့စီကြောမှာမင်းသွားပြီးတော့344လို့ထောင်လိုက်အဲ့နေရာမှာစိမ့်မီကိုပြန်ကြဆိုပြီးကန်ချလိုက်နော်နားလည်မယ်ထင်ပါနော်အဲ့မှာကျမှ344ထောင်ပြီးတော့စိမ့်မီပြန်ကြမောင်ညိုနဲ့ရပြီလားနော်မပေးရသူပိုင်းဗျာတွေးတာဒီတိုင်းပဲဗျာဒီစီကြောရနားလည်မဲ့ထင်ပါတယ်နားမလည်လဲနှစ်ခါပြန်ကြည့်လိုက်ပေါ့344ထောင်ဖို့ရသည်ဆိုလိုချင်တာ344ထောင်ဖို့ရသည်344ဖရင်ကြီးရှိနေလို့ဟုတ်ပြီလားနော်ဘာလို့တော့ဒီနမူနာတွေကြည့်ဒီ134တွေဘာလို့ထောင်တော့134ဖရင်ကြီးရှိနေလို့အဲ့134ဒီညီမ34တွေလှဲခဲ့တဲ့ကြောင့်အများကြီးပါဗျာပြောရင်မပြီးနိုင်တော့ဘူးနော်အဲ့တော့ဒီပုံစံပဲနော်ဒီ134ထောင်တာဒီ134ဖရင်ကြီးရှိနေလို့အဲ့134ထောင်တာနဲ့အချိန်ကိုက်မှာဒီ344ထောင်ပဲဘာလို့တော့344ဖရင်ကြီးရှိနေလို့ဒါပဲဆရာအဲ့ပတ်သက်မှုကခုနအကွင်းသက်တိုင်းပဲရပြီနော်ဒီမှာလည်းအဲ့လိုပဲဒီ134ဘာလို့ထောင်134ဖရင်ကြီးရှိနေလို့ထောင်တာဒါဆိုရင်ဒီနေရာမှာကျွန်တော်344ထောင်နေတာဘာလို့တော့344ဖရင်ကြီးရှိနေလို့နော်ရှိခဲ့လို့ဘယ်ပြောက်သွားမျက်စိတွေတော့ပြောက်သွားနော်ဘယ်ရောက်သွား434ကျွန်တော်ပြောနေတယ်ကဲ834ရဲ့ပြန်ကြည့်ဒီမှာ434နော်434ဖရင်ကြီးရှိနေလို့864တောင်းတက်တဲ့434ဖရင်ကြီးရှိနေတာဖြစ်ချင်းကြောင့်344လို့ထောင်လို့ရတယ်ပေါ့ဗျာထောင်နိုင်တယ်ပေါ့ဗျာဒါပါပဲအဲ့ခါကြမှာနော်နင်းလဲပြန်ကြငါလဲပြန်ကြ344ထောင်ကြမောင်ညုံနဲ့ရဟုတ်ပြီနော်ဒီမှာနင်းလဲပြန်ကြငါလဲပြန်ကြဘာမှမရှုပ်ဘူးနော်ဒီမှာလဲနင်းလဲပြန်ကြငါလဲပြန်ကြအချိန်ကြီးတော့တက်ပြမလို့ဗျာခလေးဆန်တယ်နော်အကွာဝေးကနင်းလဲပြန်ကြငါလဲပြန်ကြဒီ134မှာအချက်ဆုံးပြေးပြီးတော့နင်းလဲပြန်ကြလို့ငါလဲပြန်ကြမယ်ငါ344ထောင်ကြမယ်ဂိုင်ပြီးရော
ဒီမှာလည်းအဲ့လိုပဲနော်ဒီ1 3 4ထောင်တဲ့စီကြောမှာနင်းလဲပြန်ကြကြသလိုငါလည်းပြန်ကြမယ်ငါ3ညာလေးထောင်ကြမယ်အဲ့တော့ဒီနင်းပြန်ကြတဲ့မောင်ညိုကဘယ်လာတဲ့ကောင်လို့ခုနဒီငပြာကြီးရဲ့ညီဖြစ်နေတာ344ဒီငပြာကြီးရဲ့ညီဖြစ်နေလို့အတိတ်ပဲဖော်ဆောင်လိုက်တော့ဩလက်ထတော့ငပြာကြီးရဲ့စိမ့်မီကိုသွားပြီးတော့ဟဲ့စိမ့်မီနင်းပြန်ကြဖို့ရအတွက်ငါလာခဲ့တဲ့ငါစီကြောကငါညီမောင်ညိုပြန်ကြတဲ့နေရာမှာသွားပြီးတော့နေကြနော်နင်းနဲ့မောင်ညိုနဲ့ရ134မှာချစ်ဆုံးပြေးပြီးတော့နင်းတို့ရကြ3ညာလေးထောင်ကြပြီးရောနော်ဒီမှာလည်းအဲ့လိုပဲအရင်ဘက်ကဒီငပြာကြီးစိမ့်မီခေါ်ခဲ့တယ်မလိုက်ဘူးဘာလို့လဲဆိုတော့ငပြာကြီးကစိမ့်မီကိုအောင်တွေတွားခေါ်တာဟဲ့စိမ့်မီနင်းပြန်ကြဖို့ရအတွက်နင်းဒီတခြားနေရာမကြနဲ့ငါညီရှိတဲ့နေရာကြသူ့ညီကဘယ်သူလုံးဟို3ညာခုံလာခဲ့တဲ့အောက်ကနေပြေးလိုက်တဲ့ကောင်ဒီမှာမောင်ညိုဒီပြန်ကြတယ်အကြောင်းမဲ့တက်မကြောက်134ထောင်တဲ့စီကျော်မှာသွားကြတယ်နော်အဲ့လိုကြလိုက်လို့အဲ့ဒီစီကျော်မှာနင်းလေနင်းဒီမောင်ညိုနဲ့သွားကြပေါ့နော်ဟုတ်ပြီလားကဲဖုန်းမစ်ကောလာမလို့ဝင်ဟုတ်ပြီနော်အဲ့တော့ကဲဒီ134ဆိုတာအကြောင်းမဲ့တက်မဟုတ်134ဆိုတာဒီ416နဲ့တွဲခဲ့တဲ့ကောင်နော်416စီကျော်မှာငပြာကြီးကပြန်ကြခဲ့တာဒီ134ဆိုတာဒီ9-5နဲ့တခါတွဲခဲ့တာအဲ့9-5စီကျော်မှာစိတ်မရရှိခဲ့တာတကယ် main point 134เนาะဟုတ်ပြီလားဒါဆိုဒီ134ဒီ134စီအကြောင်းမဲ့တက်မဟုတ်134ကတည်ခဲ့တာဒီမှာ416နဲ့တွဲခဲ့တဲ့134လဲသူပဲဖြစ်နေတာသူနဲ့တန်းတန်းမှာကငပြာကြီးပြန်ကြခဲ့တာတခါဒီ134ဒီနောက်တစ်ခုက9-5နဲ့တွဲခဲ့တာ9-9နဲ့တွဲခဲ့တာတွဲခဲ့တဲ့စီကျော်မှာစိတ်မိပြန်ကြသည်လာမှာရှိနေတာသဘောပေါက်လားเนาะအရန်မိုက်တဲ့ဇာလန်တွေတော်ပြီဒီလိုပိုင်းတော်တော်ရှိသွားပြီဆိုကဲအားလုံးပဲညံကွန်ထွေးချဲပေါ်ကြပါစေเนาะကျွန်တော်စီကပကုံးတွေပြောချင်တော့လဲဒီလောက်ဆိုဆင်ပြေမှထင်ပါတယ်ဒီဇာလန်ကကျွန်တော်အရင်ဘက်ကပြောပြခဲ့တဲ့ဇလန်အကိုထွန်းပန်ပါတဲမှာထဲ့မဲ့ကနကျွန်တော်လက်စနဲ့ပြောလိုက်တယ်ကဲဟုတ်ပြီဗျအဲ့တော့ဒါကိုတို့မပါကနကျွန်တော်ထုတ်ပြလိုက်ပြီနော်ဟာမင်းကမထဲဘူးလားဆိုကျွန်တော်လည်းထဲမှာပေါ့ဩဒါမျိုးမထဲလို့ဘာမျိုးသွားထဲမလဲနော်အဲ့တော့ဟုတ်ပြီအဲ့တော့ခင်ဗျားတို့ဒီတစ်ထိတ်ကုန်ပြီလို့ယူဆလို့ရှိရင်တော့တစ်ထိတ်နဲ့မထိုးနဲ့ပေါ့နော်ကျွန်တော်ပြောခဲ့တဲ့ဒီ6နောက်ပိတ်နှစ်ခါကြ1နဲ့ကြ9နောက်ပိတ်နှစ်ခါကြ1နဲ့ကြအဲ့မှာ1ကကုန်ပြီလေအဲ့မှာ1ကကုန်ပြီလေဒါဆိုရင်4နောက်ပိတ်နှစ်ခါကြ1နဲ့ကြဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့1ကုန်ပြီဆိုရင်1ထိတ်နဲ့မထိုးနဲ့ပေါ့ဗျာသို့တော့ထိုးစေခြင်းနဲ့ဘာလို့တော့ခင်ဗျားတို့ကုန်နေဆိုမဲ့ကျုပ်ကမကုန်တဲ့စီရောတွေမြင်ထားပြီးသားနော်ဟုတ်ပြီလားကုန်တဲ့ပုံစံပြပြီးတော့မကုန်တဲ့ line ကနေထုတ်သွားရင်ငုတ်တော့မေးသွားမယ်ငွေနဲ့ပဲ့ပါဒီလောက်ပဲပြောမယ်ဟုတ်ပြီနော်အားလုံးပဲညံကုန်တို့ချက်ပေါက်ကြပါစေเนาะကျွန်တော်ဒီဇလန်တွေဖော်ဆောင်ထားတာအရန်မိုက်တယ်နော်ဒီအတွေးလိုင်းကိုခင်ဗျားတို့နားအောင်လေကြလားမသိဘူးကျွန်တော်ပြောခဲ့တဲ့2ခါ6ခါ9ခါဆိုတဲ့2 6ခုဇလန်တွေကျွန်တော်ပြောပြခဲ့တဲ့ဇလန်ကွင်းဆက်တွေကျွန်တော်အခုအတွေးလိုင်းတွေဖော်ဆောင်တာဟာမိုက်တယ်ဗျာအဲ့2 6ခုဇလန်ရဲ့ကစားကွက်တွေကတော်တော်လေးမိုက်တယ်အဲ့လိုအတွေးလိုင်းတွေပေါ့နော်တူတယ်မဟုတ်ဘူးကျန်တာတွေပါသေးတယ်အရန်မိုက်တဲ့ဇလန်တော့သူ့ထက်က340ဇလန်နေလဲကျွန်တော်ပြောခဲ့တဲ့340ဇလန်မိုက်တယ်ဗျာ340တွေဒီမှာလာပြီး340တွေခံပေးသွားတဲ့အကြောင်းရက်ဆက်ကွက်ဆက်ပဲအဲ့ဒါကမှန်ပါတယ်မှာထဲ့မဲ့ဇလန်တွေပေါ့နော်ဟုတ်ပြီလားကထားပါဗျာအတွေးလိုင်းကကိုလူတွေကတိတ်နားလည်းမထင်ဘူးကျွန်တော်လည်းပြောရတာတိတ်ပြီးတော့ဟိုပြောတာမောတယ်ဒါပေမဲ့နားလည်းမထင်ရင်တော့မပြောချင်တော့ဘူးခင်ဗျားတို့နားလေတာကဒီမှာကိုလေးဟလာနှစ်ခွန်ဆိုတာဒီလောက်ပဲခင်ဗျားတို့နားလေမှာဒီအတွေးလိုင်းကိုဖော်ဆောင်တဲ့နေရာမှာအတွေးလိုင်းတွေလည်းနှစ်သက်ပါတယ်ဟေးလို့ပြောတဲ့သူကမရှိတော့ကျွန်တော်လည်းမပြောတော့ဘူးကိုမှန်ပါတယ်အတွက်ပဲကစားတော့မယ်ရက်ဆက်ကိုဆက်မိုက်တယ်အတွေးလိုင်းကိုကျွန်တော်မဖော်ဆောင်နိုင်ခဲ့လို့ဒီခွန်20ပြန်ကြမှာနာစရာကောင်းတာပေါ့နော်တော်တော်ကြီးကိုနှမျောစရာကောင်းပါတယ်အဲ့တော့အခုကတော့ကျွန်တော်လိုက်နေတယ်ပေါ့ဗျာလိုက်တော့သူအစ်စ်လိုလိုက်ရတာလေကျွန်တော်အဲ့ဒါတွေကိုရက်ထားခဲ့တာကြာပြီဟုတ်အစ်စ်လိုလိုက်ရတော့မောတယ်ကောင်းတယ်နော်အရန်ဟိုစီကြောတွေမိုက်တယ်အတွေးလိုက်တဲ့ဘောကိုနားလေလားဟိုနားမလဲနမူနာကျွန်တော်ပြောခဲ့လို့ဒီမှာလေ3-4ပြီးရင်ခါတော့9လာမယ်ထင်တယ်မလားမလာဘူး3-4ပြီးဘာလို့3ညလာတာလဲဆိုတဲ့အကြောင်းရင်းပေါ့နော်ဟလာဒီ3-4-3ညဒီမှာ3-4-3ညလန့်ထည့်လိုက်တယ်လေ3-4-3ညဘာလို့လဲဆိုတော့3ပြီး4ပြီး5လို့ထင်တာမလားမလာဘူးအဲ့ဒါအတွေးလိုက်မယ်နော်ကျွန်တော်ပြန်ကြတဲ့အခါမှာကျွန်တော်ပြောလေ6ကို6 3လုံးဒီလိုခွေပြီးပြန်ကြတယ်ဒီမှာ9 3လုံးခွေကြတယ်ဒါဆိုမှတော့4 3လုံးခွေကြမယ်လို့ထင်ညင်စရာမဟုတ်လားမလာဘူး6 3လုံးခွေကြ9 3လုံးခွေကြခွန်3လုံးခွေကြဘာဖြစ်လို့ကြာတာ6 5ခွန်ဇလန်းနေရှိလို့နော်အဲ့6 5ခွန်နီးနာဒီမှာ6 5ခွန်ဇလန်းနေရှိတယ်ပေါ့နော်6 5ခွန်ဇလန်းနေရှိလို့6 5ခွန်နေခွေကြတဲ့အကြောင်းနေအရမ်းမိုက်တယ်နော်ဒါပေမဲ့ခင်ဗျားတို့ကြိုက်မယ်မထင်ပါဘူးဗျာတော်ပါပြီကဲအဲ့တော့အားလုံးပဲညံကုန်တို့ချက်ပေါက်ကြပါစေကျွန်တော်ဘူလူပိုင်းအင်မတန်ရှိသွားပြီတောင်းနေပဲညီကုန်းချုပ်ပါပြီကံကောင်းကြပါစေဗျာကဲနောက်ထပ်တင်ညင်တာတွေကတော့ကျွန်တော် line ဘယ်လိုမှကိုဆင်ပြီလို့တင်ပြပါမလားတော့မသိပါဘူးကျွန်တော် channel လေးတွေ join ထားတော့ကျွန်တော်ကအခုဟိုရှိတဲ့ channel တွေကျွန်တော်တင်တယ် Telegram မှာလည်း join ထားဘာလို့လဲဆိုတော့ Telegram ကနည်းနည်းဘယ်လိုပြောမလဲဒီ YouTube ကထူတော့
ပြတ်တယ်ဗျာမနာလိုတဲ့ကောင်တွေထုတယ်ဗျာမနာလိုတဲ့ကောင်တွေလည်းကျွန်တော်ထောင်လဲဇလန်းတွေကစားတော့ကျွန်တော်ကပြောတော့ဒီကောင်တွေကမနာလိုတာလားမသိပါဘူးအဲကြတော့ဒီကောင်တွေကထုတဲ့ခါကျတော့အကောင်တွေကျွန်တော်မှထိလို့ပြတ်သွားရင်ကိုလူတွေမျောလဲငမျောပဲเนาะအဲ့တော့မနာလိုတဲ့ကောင်တွေတော့သူတို့လုံးလိမ့်မယ်ကိုကလည်းကိုယ့်လိုကိုလုံးမှာဆိုတော့ကိုကရှိတဲ့နေရာနေတင်မှာတင်တော့အရန် channel လေးတွေကနေကျွန်တော်တင်တယ်အဲ့ဒီကိုလည်း join ထား Telegram ကိုလည်း join ထားဟုတ်ပြီလားကဲအဲ့လောက်မှအားနေလဲနေတော့တဲ့